ချစ်တော်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျွန်တော်တို့ရဲ့ channel လေးကနေပြီးတော့ကြိုဆိုပါရစေ channel လေးကနေပြီးတော့ JR ပရိသတ်ကြီးအတွက်ဇလံကောင်းများစွာအမြင်မပြတ်ရွေးချယ်ပေးနေရပါဒီနေ့မှလည်း JR ပရိသတ်ကြီးကိုစာရေးသူ Rose Little Wall ရဲ့ Live View ဆိုတဲ့ဇလံကောင်းလေးကိုထုတ်လွှင့်တင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်ဟုတ်ကဲ့ပါရှင်ဇလံကောင်းလေးဖြစ်တာမို့လို့ပရိသတ်ကြီးဟာစနိုးနဲ့တူတူအစနေဆုံးထိ live ပါခန်းစားနားဆင်ပေးပါအောင်နော်ဇလံလေးမစခင်မှာလည်း channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်သွားပေးခဲ့ပါအောင်ရှင်အသေးသေးတွေတင်တိုင်းမှာတရားဖို့အတွက်လည်းဘေးနာ notification လေးကိုနှိပ်ပေးသွားခဲ့ပါအောင်နော်ဒါဆိုရင်တော့ဇလံလေးရဲ့အစအဆုံးကိုအခုပဲထုတ်လွှင့်ပေးပါတော့မယ်သူ့ရဲ့နာမည်ကမှုသက်မေအသက်က28နှစ်ယောက်ျားလေးတိုင်းသဘောကျရလောက်တဲ့မိန်းကလေးတစ်ယောက်လှတယ်တော်တယ်သူ့ကိုချွေးမတော်ခြင်းတဲ့သူတွေကလည်းပေါ်လို့ရပါသူတို့ညရဲ့တွေးဆောင်ခြင်းစာထင်တဲ့လောက်တော့မယိုးရှင်းခဲ့ပါဘူးကျွန်တော်မှချစ်သူရှိတယ်အဲ့ဒါမင်းဘက်ကဒီလက်အပွဲကိုညင်းမေးပါကျမမိဘမျက်နှာပြင်မဲ့လို့ကိုမလုပ်တတ်တဲ့သူမို့ရှင်လို့မရှိရင်ရှင်းဘက်ကပဲညင်းလိုက်ပါခေါင်းကစိတ်ပြက်သွားတဲ့မျက်နှာနဲ့စိတ်ထဲကဘလို့မိန်းကလေးမှမသိဘူးလို့တိတ်တိတ်စိတ်ပြောလိုက်ပါတယ်ဒီမိန်းကလေးအကျော်ကတော့မလွယ်ပါဘူးသူဘလို့လောက်ရပါမလဲမေမေကိုလည်းမလွန်ဆန်နိုင်ပါဘူးအဲနောက်တော့စိတ်ပြက်စွာနေရာထားလဲပြီးပြန်သွားခဲ့မူးတယောက်တည်းကြံပြီးတော့တောက်လက်စားဖြော်ရိုးဆက်တောက်ပြီးတော့ဘလို့လူမအောင်မသိဘူးသူ့ရောငါတော်တော်လူချင်းနေထင်နေရလားမသိဘူးကိုထင်ကြီးနေလိုက်တာမြန်ထိုစဉ်တော့ဖုန်းမြည်လာကြောက်ဟယ်လိုနင်အခုဆိုင်မှာလားဟုတ်တယ်လေမူဘာဖြစ်လို့လဲငါနေ့ဆိုင်နာကဖီဆိုင်မှာခဏလောက်လာခဲ့ပါလားငါပြောစရာလေးရှိလို့โอเคလေငါလာပြီခဏဆောင်တော့မူရပါတယ်ဖြည်းဖြည်းလာနေရစပွဲပေါ်ကတောက်လက်စားကော်ဖီကွဲကိုတွေ့လိုက်တာမို့မူနေတယောက်နဲ့တွေ့ခဲ့ရလားမဟုတ်မှဟုတ်တယောက်လားအဲ့တယောက်ဆိုနေသိအောင်မို့မူနဲ့လူကြီးချင်းသဘောတူထားတဲ့သူပါသူနင့်ကိုဘာပြောသွားသေးလဲအဆင်ပြေရဲ့လားဘာမှမပြေဘူးအဲ့လိုကအရင်ဆိုင်ပဲသိလားဘာလို့လဲဟာသူ့မှာချစ်သူရှိအောင်မို့တဲ့ငါးဘက်ကပဲညင်းလိုက်ပါရဲ့လေဘလို့လူလဲသူမကြိုက်အစရညင်းလိုက်လေရနေရဲ့ဟာအဲ့တော့နေကဘာပြန်ပြောလိုက်လဲငါလည်းမိဘပြအောင်မလုပ်ဘူးလို့ပြောလိုက်တယ်အဲ့တော့အဲ့ဒါနဲ့အဲ့ကောင်လဲထပြန်သွားပဲအဲ့ဒါနဲ့နေဘလို့ဆက်လုပ်မယ်လို့စဉ်းစားထားတယ်မူကပြောရခက်ပါတယ်မမီဆန်နာကိုလည်းမလွန်ဆန်နိုင်ပါဘူးငါကတော့မမီတဘောလွန်ဆန်မှာမဟုတ်ဘူးနင်ဒါနဲ့ပဲနင်တို့နှစ်ယောက်အဆင်မပြေပဲဘာဆက်လုပ်မှာလဲသူ့ပုံစံစိုးလို့လားဟာမူလည်းဘာမှပြန်မပြောပဲစဉ်းစားမိပါတယ်မိဘရဲ့သဘောတူလို့သာလက်ခံလိုက်ရတာအဲ့လိုတော့ကြည့်မြရတာအမှန်ပါဘလို့စိတ်နဲ့သူနဲ့အတူတူရှေ့ဆက်ရမလဲသူကလည်းစိတ်ကြီးမူးကလည်းမလျှော့မမီကြောက်တာတော့မဟုတ်ရင်တော့သူ့ကိုလုံးဝမရှူနိုင်ပါဘူးခွန်တယောက်ဒေါ်ကီးပြီးတော့အခန်းတက်ကတော့စောင့်ပိတ်လိုက်ပါတယ်ဟာဟဲ့ဖြည်းဖြည်းလှုပ်ပါဟာမင်းကလည်းငါအခန်းတက်ကပြက်အောင်မယ်မင်းကတမျိုးစိတ်လျှော့ရကြတယ်ဘာလဲအစိမပြေခဲ့ဘူးလားမပြေခဲ့ဘူး तू ကဘာပြောရထင်လဲမိဘတဘောမလွန်ဆန်ဘူးတယ်လေတော်တော်ခေါင်းမာလွန်းတယ်တော်တော်မိုက်တာပဲကွာမင်းလိုလူပဲနေမှာပေါ့ကွာဟဲ့ဘလို့လဲမင်းတို့သမီးလာမှာမိုက်လားလက်ဝိရဏဆိုင်ပိုင်ရှင်ဆိုတော့မိုက်မှာပဲဟာဟဲ့ငါမေးနေလေကွာချောလာမိုက်လားလို့ခေါင်းဟာစိတ်တရားသူ့မကိုပြက်မြင်အောင်မိရဲ့တွေးကြည့်လိုက်တော့သူကတကယ်လှတယ်အသားဖြူဖြူအရက်ကလည်းရှိရဲ့ခြေတံတွဲတွဲလက်လေးတွေဆိုလဲတွဲလျက်နေတာအဲ့ဒါပြေနတ်မောင်နေရဲ့မျက်လုံးမျက်တောင်ရှည်လေးနဲ့တကယ်ကိုမိမ့်မလှလေးပါဟဲ့ကောင်ဘာလဲကွာမင်းကလည်းလန့်အောင်လန့်နေဟဲ့ငါမင်းနေဆဲကမကောက်မင်းကမဖြေပဲနဲ့မသိဘူးကွာမင်းသိချင်မင်းသူ့ဆိုင်သွားကြည့်ဟုတ်သားပဲငါတငယ်ချင်းနဲ့လက်ထက်မဲ့မိန်းကလေးကဘလို့ပုံစံဆိုတာငါသိရမှာပေါ့နောက်နေ့တော့သွားချောင်းအောင်မဒါနဲ့မင်းဘာဆက်လုပ်မှာကောင်းခန့်ငါဘာဆက်လုပ်ရမလဲငါအေဂရီကိုဘလို့ပြောရမှာလဲငါသူ့ကိုဘလို့ရှင်းပြရမှာလဲကွာငါကတော့မင်းမားသားနဲ့အရင်ညှိစေချင်တယ်မင်းလည်းမင်းမသားကိုပိုင်မလုပ်တာကောင်းမယ်ခိုးမေကအတော်ဆိုးတာ तू သိတာပဲ तू လှုပ်ချင်တာကိုဖြစ်အောင်လှုပ်တဲ့သူခုံကတော့သူ့မိစကားကိုလွန်ဆန်နိုင်မှုလမ်းမမြင်ပါဘူးငါမေမေကိုမလွန်ဆန်နိုင်ဘူးကောင်းခန့်အဲဆိုမင်းအေဂရီနဲ့ဖျက်လိုက်ပေါ့ကွာမင်းသူ့တကယ်မှမချစ်တော့တာဒါပေမဲ့ငါမပြတ်နိုင်ဘူးကွာ
ဘာလို့လဲဟိုကမင်းကိုဘာကြီးချုပ်ထားလို့ငါတို့တကယ်မချစ်ဘူးကွာဒါမဲ့ तू တကယ်နားလေတတ်တယ်ငါ့ဘော်လေကောင်းတယ်လေကွာတော်ပြီကွာမင်းကိုစက်မပြောချင်တော့တကယ်မင်းသာငါနေရာမှာဆိုဘာလို့မှလဲကောင်းခန့်ငါသာမင်းနေရာမှာဆိုမှုတက်မေကိုပဲရွေးမှာလှတယ်ချမ်းသာတယ်ကိုအားကိုတယ်မိန်းကလေးတယောက်အီဂရီယာရုပ်ရည်လှတဲ့ထဲမှာလည်းမပါဘူးပြီးတော့သူ့စိတ်တက်ငါတိတ်သဘောမကျဘူးကွာမင်းကမသိလို့ तू အလုံးမှာဆိုအထက်လူကြီးတွေအရန်လျော့တာကွာလူရာတဲ့ပိုးတယ်ကွာအဲ့အကြောင်းငါတိတ်မကြည့်ရငါအဲ့အကြောင်းတွေတိတ်တော့မပြောချင်ပါဘူးဒါမင်းကိစ္စလေငါယူမဲ့သူမှမဟုတ်တာမင်းကိုယ့်ဟာကိုတေချာစဉ်းစားဖို့ခွန်ရမအခန်းထဲမှာအန်တီရောက်နေပါတယ်မူကဆိုင်ရောက်တော့ဝန်ထမ်းမလေးပြောလာပါတယ်ဟုတ်ပြီညီမလေးအမသွားလိုက်မယ်ဩသမီးပြန်လာပြီလားဘလို့လဲမောင်ရင်နဲ့တွေ့တာအဆင်ပြေခဲ့လားဟုတ်ပြေပါတယ်မမီဒါနဲ့မမီကဘလို့လို့ရောက်လာလဲသမီးတို့အခြေအနေကိုသိကျင်လို့ပေါ့ရှင်ဟုတ်ပါပြီမမီရဲ့ဒီနေ့တော့တူတူပြန်ရအောင်နော်ခဏနေသမီးဖိုင်တွေတိမ့်လာအောင်မယ်ဖြည်းဖြည်းလုပ်ပါကွယ်ရပါတယ်ဟုတ်မမီခဏနော်ညီမလေးမမပြန်တော့မယ်နော်ခဏနေဆိုင်ပိတ်ပြီးပြန်လိုက်ကြတော့နော်မူကဆိုင်ရဝန်ထမ်းမလေးကိုမှားစရာရှိရမှာပါတယ်ငါတို့တော့ဒီနေ့အလုံးစောစောဆင်းရအောင်ပဲပျော်လိုက်တာဟေးမြင်လောက်ကြဆိုင်ပိတ်ပြီးတော့ပြန်ရအောင်လေခွန်လေအိမ်ကိုပြန်ရောက်တော့ဩတာပြန်လာပြီလားနောက်ကြရယ်နော်တာဟုတ်မေမေကျွန်တော်ကောင်းခန်းနဲ့တွေ့နေလို့ဩဖေဖေအောင်ပြန်ရောက်ပြီလားဟုတ်တယ်ကွာဒီနေ့နည်းနည်းစောပြန်လာလိုက်တာတာအလုပ်တွေအဆင်ပြေရမှတ်လားပြေပါတယ်ဖေဖေရဲ့အေးပါကွာငါတာကိုပဲအားကိုရတော့မှာအဖေကအခုအလုပ်တွေတိတ်မလုံနိုင်တော့ဘူးဩဒါနဲ့တာသမီးလေးမှုနဲ့တွေ့ရတော့အဆင်ပြေရလားခွန်တယောက်မေမဲကြိုသိနေပါတယ်ဟုတ်ပြေပါတယ်သမီးလေးကလိမ့်မာတာအယမ်းပဲအမေကိုဆိုလေအမြဲစိတ်ချမ်းသာအောင်ထားတာလာတယ်တော်တယ်အိမ်မှုကိစ္စလည်းနိုင်နေတယ်ဒီအမေကငါသားအတွက်တကယ်အလားလေးရှာပေးထားတာပါနော်ဟုတ်တယ်ဖေဖေတို့နဲ့မူးမေမေတို့နဲ့အထက်တန်းနေရတငယ်ချင်းတွေလေပြီးတော့မိမေနဲ့လည်းအရန်ခင်တာပေါ့ကွာဖေဖေကမင်းမေကိုလိုက်ဖို့မူးတို့အမေကိုကပ်ဖားပြီးလိုက်ခဲ့ရတာဟိုကလည်းသူ့တငယ်ချင်းကိုအရန်တူနောက်ကြမှာဖေဖေအကြောင်းသိပြီးသူကပါတေးအောင်သွဲလိုက်လို့မိမေကိုအပိုင်သိမ်းလိုက်နိုင်တာအကိုကလည်းဘာကြီးပြောနေမှမသိဘူးခွန်တယောက်မိဘတွေစကားကိုနားမထောင်ပဲတွေးကျင်တာသာတွေးနေမိပါတော့တယ်ဒါနောက်နေ့ကျမင်္ဂလာဝတ်ဆောင်သွားကြည့်ကြနော်မေမေဒီဇိုင်နာကိုအကုန်ပြောပြီးပြီသမီးလေးကိုပါခေါ်သွားလိုက်သိလားမေသူအတန်တိမ်တိမ်လေးနဲ့ခေါ်တော့စိတ်ထဲမှာလည်းစိုးရိမ်စိတ်နဲ့တူဒါမှချစ်သူရှိရဲ့လေမေတော်တော့ခေါ်မင်းကိုမေအကုန်ပြောထားပြီနော်ဒါမဲ့ဒါမှချစ်သူရှိအောင်တခြားမိန်းကလေးတယောက်နဲ့လက်ထက်ရမှာလေလားမဖြစ်နိုင်တာမေဟာမင်းကိုဖျက်ဖို့ပြောတာပဲပြီးတော့အဲ့ကလေးမအောင်သဘောကိုမကြောက်လူတကာနဲ့ရောတော့ပြီးအတစ်လိုက်ကန်နေတာမင်းမသိရလားမသိကြအောင်စောင့်နေရလားမေသူ့ကိုတကယ်စိတ်တုန်နေတဲ့ပုံမှာတာမင်းသူ့ကိုလက်ထပ်ဖို့ဒီရည်ရွယ်ထားတာရုပ်တဲ့တင်းငိမ့်စွာမေးလာတဲ့ဖေဖေကြောင့်သူစိုးရိမ်သွားပါတယ်သူမောက်ကြိုက်လို့တွဲတာတွဲနေတာသူတို့ကြားမှာအရန်အေးစေးတပတ်နှစ်ခါလောက်သာချိန်တွေးပြစ်တယ်သူမောက်မချစ်ပါဘူးလက်ထပ်ဖို့ဒီတွေးပြီးတွဲရလည်းမဟုတ်ခဲ့ပါဘူးကျွန်တော်အဲ့လိုတွေးမျိုးလည်းမရှိခဲ့ဘူးဖေဖေအဲ့လိုဆိုရင်တော့မင်းသူ့ကိုဖျက်လိုက်ပါသားဖေဖေတို့စီစဉ်တယ်လို့သာလုပ်ပါဖေဖေတို့ကအကုန်လုံးသားကောင်းဖို့အတွက်ပဲလုပ်တာမို့ပါဟုတ်ကျွန်တော်စဉ်းစားလိုက်ပါမယ်သူအဲ့လိုပြောဖို့သာတက်နိုင်မှာတော့တယ်အမြန်ဆုံးဖြတ်ချက်ချထားပါပွဲရနောက်လာတယ်လို့ပါမေကတပံလေးတန်းမနဲ့ပြောတော့ဟုတ်မေဒါသွားနာပြီနော်အခန်းထဲကလေးပေါ်မှာစိတ်ပြက်လက်ပြက်လဲချလိုက်မိရဲ့သူ့တွေ့ထဲမှာမှုကိုမချစ်ပေမဲ့လက်မခံနိုင်စရာအကြောင်းမရှိပါဘူးအဖက်ဖက်ကတော်နေတဲ့သူကိုလက်မခံနိုင်စရာမရှိဒါပေမဲ့သူမှကြိုက်တဲ့သူနဲ့တူနေရမှာလေသူမဖြစ်ချင်ပါဘူးအီဂရီယာလည်းမေတို့ပြောသလိုပဲမဲ့သူမှအဲ့လိုတခြားသူတွေနဲ့တူတွဲမြင်ရလေတဝင်တူတာစိတ်မကောင်းတာမျိုးမရှိပဲသူမအောင်မချစ်ပါဘူးဒီတိုင်းရီးစားလေးထားဖို့စဉ်းစားနေချိန်တော့အီဂရီနဲ့တွေ့ခဲ့ပြီးတွဲဖြစ်ခဲ့တာပါသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
ပြီးတော့တစုံတယောက်ဖုန်းခေါ်ပါတယ်ဟယ်လိုအေဂရီမနေ့ပြန်ကိုရတွေ့ရအောင်လေကိုရထိုင်နေကြဆိုင်ပဲကိုလာခေါ်မယ်လေခုနိုင်နော်ညီမလေးမမလမ်းမှာကားပြက်နေလို့နည်းနည်းနောက်ကျမယ်နော်မနေ့အလုပ်သွားဖို့ပြင်နေချိန်လမ်းထိပ်ရောက်မှာကားပြက်ပါတယ်ဟုတ်ညီမတို့ကြည့်လို့ထားလိုက်မယ်မမဟုတ်ပြီအေးကြီးမမဖုန်းဆက်နော်ဟုတ်မမအေးနေကြောင်ဆိုလေကဘာဖြစ်နေမှန်းမသိဘူးတကယ်ကိုစိတ်ပြက်တယ်ခွန်တယောက်အေဂရီနဲ့ချင်းထားတဲ့ဆိုင်သွားနေစဉ်တော့လမ်းမှာကားပြက်နေတဲ့မူသက်မေကိုတွေ့လိုက်ပါတယ်အစာမမြင်ကြအောင်စောင့်သွားဖို့ဆုံးဖြတ်ပေမဲ့တကယ်တမ်းသူမကားနားမှာရက်ပြီးမှန်ချပြီးတော့ဘာဖြစ်နေမူကရုတ်တဲ့သူမနာလာရက်တဲ့ကားကြောင့်ကြောင်သွားရပါတယ်အော်ဟိုကရုတ်တဲ့ထိုးရက်သွားလို့လေအော်ဒါနဲ့ဘယ်သွားမှာလဲဟိုဆိုင်မဲသွားမှာကျွန်တော်လိုက်ပို့ပေးမယ်လေအဲ့ဘက်သွားမှာဆိုလမ်းကြုံတယ်ရပါတယ်ကျမတငယ်ချင်းကိုလမ်းခေါ်လိုက်မယ်နှင်းငါကားပြက်နေလို့ငါ့ကိုတစ်ချက်လာခေါ်ပေးလို့ရမလားဟုတ်လားရပါတယ်အဲ့ဒါဆိုလဲငါကို့ဘာသာပဲလာလိုက်ပါတော့မယ်အဲ့စကားကိုကြားတော့ခွန်တစ်ချက်ခိုးရီမိရဲ့ဒီမိန်းကလေးတော်တော်မာနကြီးပါတယ်ငါလိုလူကခေါ်တာကိုညင်းနေတဲ့ဟုတ်လေကျမကိုလိုက်ဖို့ပေးလို့ရမလားငါအစတည်းကမင်းကိုလိုက်ဖို့ခေါ်လေမင်းကမာနကြီးနေမူကအဲ့လူကြောင်စိတ်ထဲမှာနည်းနည်းတိုးသွားရတယ်ဒါပေမဲ့မလဲလမ်းမှာတက်စီလဲငါ့ကိုခတ်တာကြောင့်အကူကြီးတောင်းလိုက်ရပါတယ်ကားပေါ်ရောက်တော့လဲနှစ်ယောက်သားတိတ်ဆိတ်ပြီးတော့မူကလည်းမှန်ပဲမျက်နှာလဲပြီးဘေးကလူတစ်ချက်တောင်မကြည့်ပါအဲ့ဒီသူကလည်းကားအောက်သားမောင်းပြီးတစ်ချက်တောင်လဲမကြည့်နောက်ဆုံးတော့ထို့သူကမင်းကတူတီတော့သမီးလားသူမစကားပြောမလာတော့သူကပဲစမိရဲ့ဒါနဲ့ငါနဲ့လက်ထပ်ဖို့ဘာလို့သဘောတူခဲ့อ่ะကျမပြောပြီးပြီလေလူကြီးတွေစံနာတိုင်းဖြစ်စေခြင်းလို့ပါလို့မင်းကတကယ်ကိုသမီးလိမ်ပါလိမ့်ပဲရွှေနောက်ပြောနေတဲ့သူကြောင့်သူကမျက်စောင်းနဲ့ငယ်ထိုးပြီးတော့ဟုတ်တယ်ကျမမာမီစကားကိုနားထောင်တယ်ငယ်တည်းကမာမီနဲ့ပဲနေခဲ့ရဆိုတော့မာမီစိတ်ဆင်းအောင်မလုပ်ချင်ဘူးအဲဒါကြောင့်ကျမလက်ခံခဲ့ရဟုတ်ပါပြီမင်းကငြင်းမို့ဆန္ဒမရှိဘူးဆိုတော့နောက်နေ့ကျရင်ဝတ်စုံသွားကြည့်ဖို့ငါလာခေါ်မယ်အစင်းသေးလှုပ်ထားလိုက်ရောက်ပြီဒီမှာပဲချပြီးတော့မိုးကကပတ်ဖြုတ်ပြီးတကားဖွင့်ဖို့လုပ်တော့ခဏလေးမင်းဖုန်းနံပါတ်ဖုန်းထိုးပေးလာကြောင့်မူလည်းဖုန်းနံပါတ်ရိုက်ထည့်ပေးပြီးထွက်လာခဲ့ကျေးဇူးတင်စကားပြောမသွားသူကသူမအကြောင်းတွေးနေနဲ့အီဂရီနဲ့ချိန်ထားကူမတတိယပြီးတော့ဟာသွားပါပြီကွာနောက်တောင်ကြပြီအီဂရီတယောက်10နာရီတည်းကချိန်ထားတာသူ့ကိုစောင့်နေတာခု10နာရီခွဲတီရောက်မလာကြောက်စိတ်တော်နည်းနည်းတိုးပါတယ်အီဂရီကိုနောက်ကျသွားတယ်တောင်းပန်တယ်နော်ရပါတယ်ခွန်ရဲ့အာနာစရာလားအီဂရီလည်းရောက်တာမကြသေးပါဘူးဒါနဲ့ဘာလို့ရုပ်တဲ့ကြီးချင်းလိုက်ရလဲအဲ့ဒီစကားတော့ခွန်သိပ်ပြီးမကျေနပ်ပါဘူးဟုတ်ပါတယ်သူတို့နှစ်ယောက်ကတစ်ပတ်မှ2ရက်လောက်သာတွေးပြတယ်တွေးတဲ့ချိန်တိုင်းရုပ်ရှင်ကြည့်အောင်ကော်ဖီဆိုင်ထိုင်တာအဲ့ဒါလောက်ပဲလုပ်ဖြစ်ပါတယ်ကိုပြောစရာရှိတယ်ကိုလက်ထက်ရတော့မယ်ဟုတ်တယ်ကိုရပေးစားတဲ့သူနဲ့ယူရတော့မှာတစ်ချိန်ချိန်မှာအဲ့လိုစကားတန်နေကြားရမယ်ဆိုတာသိပြီးသားပါဟုတ်ပါတယ်အေဂရီယာခွန်ကိုတထေးကြီးမို့သာကတ်ခဲ့ရသူမအဲ့လိုပါပဲရင်ရင်လေးနဲ့လှတဲ့သူမို့လူလာရဲ့မျက်စိရဲ့အေးချမ်းနဲ့လူချင်းလူခင်ပေါ်အောင်လဲနေတတ်တယ်ပတ်စံရှိတဲ့သူတွေပဲပေါင်းတက်ပြီးတော့ခုံးကလည်းတငယ်ချင်းတယောက်စီကချမ်းသာကြောင်းချောကြောင်းကြပြီးကတ်ခဲ့ရပါတွဲကစားကခွန်ကအရန်အလိုလိုက်လိုချင်တာမှန်သမျှအကုန်ဝယ်ပြီးတော့ပူကြိုက်လာတယ်နောက်ပိုင်းခွန်ကအချိုးတွေပြောင်းပြီးဘာမှလည်းမဝယ်ပြီးပတ်စံလည်းတောင်းလို့မရတော့လို့သူမလည်းအလောက်ကတခြားမှနေကြတဲ့တထေးတွေနဲ့အယောတော်ဝင်နေရပါသူမလည်းမြမဆန်းဆန်းကိုလုံးခက်လာမှုမြင်တဲ့သူတိုင်းသဘောကျစရာရုပ်သားအရန်မချောတာအသာခက်ညွညွနဲ့မြမဆန်တဲ့အလှပိုင်ရှင်ဆိုတော့လူတိုင်းကချစ်ကြပါတယ်ကောင်းပြီလေရှင်လိုလူကကျမကိုဘလို့ကျင်မမလဲမူးသက်မေလိုမျိုးရုပ်ချောပြီးလှတာကိုပဲကြိုက်တာမလားနှစ်ယောက်သားတာရပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်နှုတ်ဆက်ပါတယ်ခုံကကြောင်တောင်ဖြစ်သွားတယ်သူမရဲ့နှုတ်ကအဲ့လိုစကားတွေထွက်လာမယ်လို့သူမထင်ခဲ့တာပါဟိုင်းဟဲနှင်းဘယ်ကဘလို့ရောက်လာ
အမေရှေ့စီလာပါနော်ဟုတ်ပါပြီလာရဲ့ဟာအမေနင်းလေတကယ်ကိုပဲသိလားနင့်ကြောင့်ငါမသိဘူးထင်သလားစကားကိုနားလည်အောင်ပြောနင်းမနက်ကဘယ်သူနဲ့လာတာငါမနက်ကကားပြတ်တာနဲ့လမ်းမှာခွန်းမြတ်တာနဲ့တွေ့လို့လိုက်လာလေငါကြအောင်မြင်တာပေါ့နင်းဘာပြောနေရလဲနင်းတကယ်ငါအားပါတယ်ဟာနင့်မိမလေးသူ့အတန်ကြားလိုက်တာနဲ့ငါလည်းခွင်းစင်လိုက်တာကြည်စမ်းနင်သိမဲ့တာမှတ်တော့မူဟာနင်းရဲ့ခေါင်းအသားလေးလိန်ဆွဲလိုက်တယ်ဟုတ်တာမဲမင်းမငါဗိုက်စာပြီပစ္စည်းတွေတိန်တော့ဟော့ပေါ့သွားစားရအောင်အေးနော်ငါဝိတ်တက်လိုက်နင်တည့်ရခံမယ်ဟေ့ဟာမင်းကလည်းထူးထူးဆန်းဆန်းဟော့ပေါ့စားဖို့ငါ့ကိုခေါ်ရဲဆိုတော့ပြောင်ဆက်ဆက်ပြောလာတဲ့ကောင်းခန်းကြောင့်ခွန်ကရည်ချင်ပါတယ်မင်းကလေတကယ်ငါဒီနေ့စိတ်ရှုပ်နေလို့မင်းကိုခေါ်လိုက်တာပြောပါဘာကြီးစိတ်ရှုပ်လဲဟာဒီနေ့အီဂရီနဲ့တွေ့ခဲ့ရဲ့ကွအဲ့တော့သူဘာပြောလဲသူကသိနေပြီသားတဲ့ပြီးတော့ပျော်ရွှင်သားပါစေပြီးအဲ့လိုပြောပြီးထွက်သွားဟာသူကအဲ့လောက်လွယ်လွယ်ပြောလို့ရလားအေးငါလည်းအားကြောင့်စိတ်ထဲတွေးနေတာသူကဘာလို့အဲ့လိုလုပ်တာလဲလို့လေဘာမှတွေးမနေနဲ့ခုံအဲ့တော့စိတ်ရှင်းသွားပြီမလားပျော်နေလိုက်တော့သူတို့နှစ်ယောက်စကားကောင်းနေတော့ဘေးကဖြတ်သွားတဲ့သူတယောက်ရဲ့ကိုယ်သင်းနှံကြောင့်သူ့စိတ်ထဲတွေးမိလိုက်တယ်သူဒီအနက်လေးနဲ့ရင်းနှီးနေတယ်သူကြည့်လိုက်တော့သူတို့ရဲ့မျက်နှာချင်းဆိုင်ဝိုင်းမှာထိုင်နေတဲ့မိန်းကလေးကြောင့်သူ့မျက်လုံးတွေအိုက်ဝိုင်းကိုစိုက်ကြည့်ပါတယ်ခွန်ဘာရဲ့အဲ့လောက်ကြည့်ဟာဟဲ့ခွန်နေရာမထူတဲ့တငယ်ချင်းဖြစ်သူကြောင့်ကောင်းခန့်သူ့လက်ကိုဖျက်ရိုက်လိုက်တော့တယ်ငါခွန်နေရာကြားလိုက်ဘာရဲ့အဲ့လောက်ငေးနေခွန်ကမင်းငေါပြတော့ကောင်းခန့်တယောက်အဲ့ဒီဝိုင်းကိုလှမ်းကြည့်လိုက်တယ်မင်းနဲ့အသိတွေလားကောင်းခန့်ကသူ့ကိုမေးလာတော့မူးတက်မေးဆိုတာသူပဲဟာလှလိုက်တယ်မိန်းကလေးကွာခုံးရှိရကောင်ကြောင့်စိတ်တွေတိုးလာရပါတယ်တုံကြည့်စမ်းကွာမင်းကလွန်နေကွာတိုင်မင်းအရင်ကန်ကောင်းတာပဲကွာအဲ့မိန်းမလားလေးကမင်းရဲ့သရိုးသမီးရလားမင်းမှန်တယ်ငါသားမင်းမသားရဲ့စကားနားထောင်တာမင်းမှန်တယ်ကွာငါသားလားကွာအစားတောက်ပြအောင်လို့မင်းဒီတိုင်းထိုင်နေတော့မှာလားသွားနှုတ်ဆက်တဲ့နဲ့မထင်ဘူးလားသူပြောမှခွန်ကစဉ်းစားမိပြီးတော့သူကငါတောင်မမြင်တာငါစပြီးသွားနှုတ်ဆက်เสียလားကွာဩမာနာကြီးတာရဲ့မင်းอ่ะကွာဘာမဟုတ်တာမာနာကြီးနေစကွာပြီးရင်သွားတောက်ရအောင်စိတ်ပြက်နေတစ်ဖက်မှာတော့ဒါနဲ့ပြောပါဦးမို့မနက်ကအစင်မပြေရဲ့လားမှုမငါမေးနေလေကြားလားဩဟုတ်ပြောစမ်းပါရှက်မနေနဲ့သိကျင်နေပြီသူကနောက်ရကြဝစ်စုံသွားကြည့်အောင်လေပြီးတော့ဖုန်းနံပါတ်လေးလည်းတောင်းလို့ပေးခဲ့လိုက်တယ်အခြေအနေပဲဆိုးလို့လေဒါပဲလားတခြားရောဘာပြောသေးလဲဘာမှမပြောပြဘူးနင့်ဟာလည်းမဟုတ်သေးပါဘူးပဲစကားကသူ့နဲ့ကြာနဲလိုက်တာတော်စမ်းမှာတော့စားရအောင်ပြီးရင်နိုင်မကတ်မှာဈေးဝယ်ဝင်ရအောင်โอเคလေငါလည်းဝယ်စရာရှိတယ်သူမတို့နှစ်ယောက်စကားကောင်းနေတော့ဖားလေမတွေးချင်တဲ့မျက်နှာတွေ့လိုက်ရလို့စိတ်ပြက်သွားလားမဟုတ်ပါဘူးဒါနဲ့ရှင်ကဘယ်လိုလုပ်ပြီးတော့ဒါငါတငယ်ကြီးလေသူနဲ့ဟော့ပေါ့လာစားတာကောင်းခန့်ဒါမှုသက်မေလေတွေ့ရဝမ်းသာပါတယ်ဗျာကောင်းခန့်ပါလက်လေးကမ်းမေးလာတော့သူကပြန်နှုတ်ဆက်ပြီးဟုတ်မှုသက်မေပါဒါကျမတငယ်ချင်းနှင်းဆက်လေနှင်းဆက်သူကခုံးမြက်တာပဲသိပြီးပါပြီရှင်ကျွန်တော်ကမှုသက်မေကိုတွေ့ဘူးချင်နေတာအခုမှပဲတွေ့ပြတော့တယ်ဒါနဲ့မှုလို့ပဲခေါ်မယ်နော်ရရမလားဟုတ်ရပါတယ်ဒါနဲ့ရှင်တို့စားပြီးကြပြီလားကျွန်တော်တို့စားပြီးပါပြီတွေ့လို့လာနှုတ်ဆက်လိုက်တာဒါဆိုခွင့်ပြုပါဟုတ်ကောင်းပါပြီအဲဒီခါတော့ကောင်းကန်ကမှုကျွန်တော်တို့သွားလိုက်ပါအောင်မယ်နောက်မှတစ်ခေါက်လောက်ထပ်ဆောင်ကြပါပေါ့ကောင်းပါပြီရှင့်သူတို့လည်းဒီလောက်ပဲပြောပြီးတော့ထွက်သွားပါတော့တယ်မင်းကလည်းနော်ခုမှတွေ့ဘူးလေလို့လက်ဆွဲနှုတ်ဆက်ရနဲ့ပါနဲ့တော်တော်တက်ဟုတ်လားဖားလေမင်းတို့သမီးလောင်းလေးကိုထိလို့သုံးဝင်တိုးနေရလားအင်းမော်လေးမင်းအောင်မကင်ဘူးတရားငါကင်လိုက်တော့တော်တော်အရှိုက်ထိသွားမှာပေါ့လာရပါစက်မပိတ်သေးကားပေါ်ဆင်းတော့ဟိုးထားစရာကွန်ဒိုထိတော့လိုက်ပို့ပါတောင်းပန်ပါတယ်ခေါင်းကကျေနပ်သွားတဲ့လေတန်းနဲ့ငါလीအဲ့ကောင်းခက်ဆွဲလို့ကြည့်လို့မရ
ရုပ်တဲ့ကြီးပါလားနင်းရဲ့ဟုတ်တယ်လေမိန်းကလေးတယောက်ခုမှတွေ့ဘူးရောလက်ကပြီးဆွဲနှုတ်ဆက်သည်ကိုယ်တငယ်ချင်းဇနီးလောင်းများအာမနာရှာမကြိုးနဲ့တော်ပါတော့နင်းရဲ့နေပြောတာငါကြက်သိမ်းမှထားတယ်ဘာလို့ဇနီးလောင်းလဲဟုတ်တာပဲမကြခင်ဖြစ်လာတော့မှာခွန်ဟာဖုန်းကိုင်အတွေးပေါင်းများစွာနဲ့ငါဆက်ရင်ကောင်းမလားနေပါဦးခုနမှတွေ့တာတမျိုးကြီးဖြစ်နေဖြစ်သေးပါဒါမဲ့ဝစ်စုံဟုတ်တယ်ဝစ်စုံကြောင်းပြပြီးဆက်ရမယ်ဟင်မကြိုက်ဘူးဘာလဲဖုန်းစိတ်မို့လားဘာလုပ်ညာပြန်မရောက်သေးရလားခုချိန်ဆိုပြန်ရောက်တင်နေပါပြီစိတ်ထင်းစမ်းပါခွန်မြတ်တာမင်းကအဲ့လိုလူမမဟုတ်တာဟုတ်တယ်စိတ်ထင်းလေဘူးတစ်ချက်မှုတ်ထုတ်လိုက်ချိန်တော့ဖုန်းကဝင်လာပါတယ်ခွန်တယောက်အမြန်ကောက်ကင်လိုက်တော့တယ်ဟယ်လိုခွန်စီကဟုတ်အဲ့ဘက်ကဖုန်းခေါ်ထားလို့ပါရှင်ဘယ်သူလဲမသိဘူးနော်မင်းကငါ့တော့မသိဘူးပဲရှင်ခွန်မြတ်တာလားဘာလဲအတန်အောင်မမှတ်မိဘူးပေါ့မဟုတ်ပါဘူးရှင်ဖုန်းဆက်လာမယ်မထင်ထားလို့ပါဖုန်းခေါ်တာတော့မကြိုက်အောင်အလုပ်တွေရှုပ်နေရလားစကားကိုအကန်တွေပဲပြောနေသူကြောင့်မူဟာစိတ်နေတူပြီးကျမရေချိုးနေလို့ပါဖုန်းတန်မကြားလိုက်လို့မနှက်ပြန်မင်းအားလားဝိစုံသွားကြည့်ဖို့လားခေါ်မယ်လေအားပါတယ်ဘယ်ချိန်လောက်လဲ9 နာရီလားခေါ်မယ်ရရမလားရတယ်လေပြောစရာကြံသေးလားမကြံတော့ရင်တော့ဒါပဲနော်ဘာလဲဟာစကားတော့မဆုံးသေးဖုန်းချပါတစ်ဖက်မှာတော့မူးရင်တွေအစမတန်ခုန်နေပါတယ်သူဖုန်းဆက်လာတယ်ပြီးတော့ဝိစုံသွားရွေးဖို့တဲ့နောက်ဆုံးတော့သူလက်ခံလိုက်တာလားဘာပဲပြောပြောသူနဲ့ငါလက်ထက်ရတော့မှာမူးစိတ်တဲ့ရင်တွေအရန်ခုန်နေမိပါတော့တယ်မမီအိပ်ပြီလားမူကမမီအခန်းစီသွားပြီးတော့မေးသေးပါဘူးသမီးရဲ့ဒီမှာစီးရင်လေးမပြတ်သေးလို့ဒါနဲ့သမီးကြည့်ရတာမမီကိုပြောစရာရှိနေတယ်လို့ပဲဟုတ်မနှက်ပြန်မနှက်ခုံးမြတ်တာဝိစုံကြီးကိုခေါ်ထားတယ်အဲ့ဟာသမီးသွားဖို့လားပြောတာပါအိုးသားနဲ့သွားမှာပဲမမီကိုပြောနေကြတော့မလို့ပါဘူးသမီးရဲ့သမီးသားနဲ့ရင်းနှီးနေပြီလားရင်းနှီးအောင်နေနော်အရန်အေးမနေနဲ့မကြခင်ပဲယူကြတော့မယ်ဟာဟုတ်ပါပြီမမီရဲ့အဲ့ဒါဆိုသမီးသွားအိပ်ပြီနော်မနေ့ကျတော့ခွန်ကသူမအိမ်ကိုအစောကြီးရောက်လာပါတယ်။အော်တာလာပြီလား။ဟုတ်ကဲ့ဗျ။သမီးခဏနေဆင်းလာလိမ့်မယ်။လာထိုင်လေးတာ။ဟုတ်။တားလေးကတကယ်ချောပဲ။မြတ်တူကတော့တားချောလေးမွေးထားတာပဲ။ဟုတ်ကျေးဇူးပါအန်တီ။ဒါနဲ့သမီးကိုအပ်ပါတယ်ကွယ်။သမီးကအရန်အေးတာ။သူကလူလဲကြောက်တယ်။တားကပဲသမီးကိုထိမ့်ပေးပါအောင်။ပြီးတော့သူကအရင်ကရေးစားတာမထားဘူး။ရေးစားထားဖို့နေနေတာကောင်းလေးတငယ်ချင်းတောင်ရှိရမှာမဟုတ်ဘူးအန်တီကတော့တားနဲ့မှသမီးကိုစိတ်ချမှာပါကွယ်စိတ်ချပါဗျကျွန်တော်ကျူးဆိုင်ပေးမှာပါအဲ့ဒီချိန်တော့လေကားပေါ်ကဆင်းလာတဲ့မူကဒီနေ့ပေါ့ပေါ့ပါပါ floral dress ကျိုးတက်ချောင်းလေးနဲ့အပေါ်တဲ့အပါလေးဝတ်ထားတယ်ရိုးပေမဲ့သူကတကယ်လှပါတယ်ခွန်တယောက်မျက်လုံးကမှုနှာနေမခွာနိုင်မဲနဲ့ရောက်နေရကြပြီလားတားရောက်တာမကြသေးဘူးသမီးရဲ့မမီကကြားဖြတ်ဝင်ပြောတော့ခွန်ကငေးကြည့်နေစေပါအဲ့ဆိုသွားကြမယ်လေအော်သွားရအောင်မမီသွားတော့မယ်နော်မနေ့စာစားသွားပါအောင်သမီးရဲ့ကျွန်တော်တို့အပြင်မှာပဲစားလိုက်တော့မယ်ဗျအန်ဒီဟုတ်ပါပြီရှင်ကားလေကျူးဆိုင်မောင်းနော်ဟုတ်သွားလိုက်အောင်မယ်ဗျသွားပြီမမီတော်သက်ခင်တယောက်သမီးလေးကိုကြည့်ပြီးပီတိတွေနဲ့ကြံခဲ့သမီးလေးကိုစိတ်မချလို့အချိန်တည်းတငယ်ကြီးဖြစ်သူမျက်ရည်သားလေးနဲ့သဘောတူထားခဲ့ရဟိုးရင်နေရပါခုတော့ဆန္ဒရတကယ်ဖြစ်လာပြီမို့သူစိတ်ချမိရဲ့ဒါနဲ့မင်းပါစားကြလေကျမဘာဖြစ်ဖြစ်အဆင်ပြေပါတယ်โอเคလေအဲ့ဒါဆိုဟိုဆိုင်ဝင်လိုက်မယ်ဆိုင်ရောက်တော့မူကမီနူးကြည့်ရင်နဲ့ရှင်မစားတာရှိလားပစုံမစားဘူးဟောမူကဝေတာလေးစီမှားလိုက်ပြီးတော့ပစုံကဘာလို့မစားရလဲမတည့်တာအလဲကျရှိရယ်မူကဘာမှပြန်မပြောပဲခေါင်းပဲညှိပြလိုက်ပါတယ်။အော်ဒါနဲ့ငါတို့ pre wedding ရိုက်ဖို့ဗမာရိုက်မယ်စဉ်းစားထားလဲ။ရိုက်အောင်မလား။ရိုက်ရမှာပေါ့။မူကမိဘတွေဆန္ဒကြောင့်လက်ခံလိုက်တာပဲမဲ့သူ့ကိုမြင်မြင်ချင်းနဲ့စိတ်ဝင်စားခြင်းမှာသူမရီးစားလည်းမထားဘူး။အချစ်ကိုမခံစားတတ်တဲ့သူပဲမဲ့သူနဲ့ကြအဲ့လိုမဟုတ်ပါဘူး။မူကိုသိရဲ့။သူမသူ့ကိုချစ်နေမိရပါ။
ဒါပေမဲ့သူ့ဘက်ကဒီမင်္ဂလာကိစ္စကိုစိတ်ဝင်စားဝယ်ထင်ခဲ့ဒါပေမဲ့သူ့ဘက်ကပဲဝစ်စုံကိစ္စကိုဓာတ်ပုံရိုက်ဖို့ပြောလာတာမို့သူကပျော်မိပါတယ်ဟေးမင်းနေရလေအော်ရရလေဘယ်နေရာဖြစ်ဖြစ်စတူဒီယိုမှာပဲရိုက်အင်ဒိုပဲရိုက်ဘယ်လိုရိုက်နော်ငါတော့ပန်းကြံနဲ့ရိုက်ကြမလားလို့လေခုတလောနာမည်ကြီးနေတဲ့ပန်းကင်းရှိတယ်လှတယ်အဲ့မှာပဲရိုက်မလားလို့ရှင့်သဘောပါသူတို့နောက်လာရတဲ့တဆုံတယောက်ကြောင့်နှစ်ယောက်သားစကားရက်ပြီးမောကြည့်လိုက်တယ်ဟမ်ခွန်းစီကနေပြီးတော့ဘာလဲခိုးအိတ်ဂရီကိုတွေ့ဟာတရေတွေးလိုက်တယ်လို့မျိုးဖြစ်နေတာလားအင်းမော်လေမတွေ့ကျင်တဲ့သူတွေ့လိုက်ရလို့မလားအေးထဲမှာရီးစားဟောင်းကတမျိုးလို့ခွန်းစိတ်တယ်ပြောလိုက်မိပါတော့တယ်မဟုတ်တာဒါနဲ့ဘာကိစ္စရှိလို့လဲကောင်လေးနဲ့ရှော့ပင်လာလေသူကဟိုဘက်သွားနေလို့လာနှုတ်ဆက်တာဒါလေးကခုံးလက်ထက်မဲ့မိန်းကလေးလားအချောလေးပဲနော်အဲ့ဒါကြောင့်အေဂရီကိုခြံခဲ့ရပါမူကသဘောပေါက်လိုက်ပါပြီဒါသူ့ရဲ့အိတ်ဆိုတာထိုးနာမည်ဟာအေဂရီဦးပါခွန်းရဲ့ရီးစားဟောင်းကျမမှုသက်မိပါတွေ့ကျင်နေတာခွန်းကကောင်မလေးကဘလောက်လှလဲလို့လေကိုတော့တွေ့လိုက်ရပြီအရင်လှတာ哦အေဂရီရွဲကျင်တာကြောင့်စကားတွေကိုဟုတ်တာမဟုတ်တာအကုန်ပြောနေမိရတယ်ခွန်းတယောက်ကတော့ဘာမှမပြောဘဲနှုတ်ဆိတ်နေပါတယ်ဒါနဲ့ပွဲကြဖိတ်လိုက်ကောင်လေးနဲ့တူတူတက်ခဲ့မယ်ကောင်းပါပြီအရောက်ဖိတ်လိုက်ပါမယ်မူလည်းပြက်ပြက်သားသားပြောလိုက်ပါတယ်အေဂရီတယောက်ခက်ရွယ်ရွယ်ထွက်သွားတော့မှငါတောင်းပန်ပါတယ်ဘာကိစ္စသူပြောခဲ့ရတယ်လေဟုတ်ပါဘူးတွားရအောင်လေကျမလည်းဆက်စားဖို့အဆင်မပြေတော့လို့ကားပေါ်မှာတော့နှစ်ယောက်သားဘာစကားမှမပြောဘဲငြိမ်နေကြတယ်ဆိုင်ရောက်တော့မှတက်ဆိုင်နာအမကနေပြီးတော့အော်ခိုးလို့လာပြီလားအန်ဒီပြောလို့သိပြီးကောင်မလေးကလှလိုက်တာနော်ဟုတ်မှကျေးဇူးပါခွန်းနဲ့အမတို့ကငငယ်တည်းကသိလာတာဒီကောင်လေးခုတောင်မိမယူရမယ်အရွယ်ရောက်ပြီပဲလာညီမလေးမမစိတ်ကြိုက်ပြမယ်လားမင်းကတော့ဟိုဘက်မှာယောက်ျားလေးဝတ်စုံနေစိတ်ကြိုက်သွားပြီနော်โอเคမညီမလေးကအလှလေးနော်ဒါနဲ့ဒီဝတ်စုံလေးညီမလေးနဲ့တိတ်လိုက်မှာမနေ့ကမှရောက်တာအန်တီကညီမလေးကိုအကောင်းဆုံးတွေပဲဆင်ပေးလိုက်ပါတဲ့မနေ့တည်းကဖုန်းဆက်ပြောနေတာဟုတ်မဒါလေးစမ်းဝေးကြည့်လိုက်မယ်နော်အဝေလဲပြီးထွက်လာတော့တစုံတယောက်ကခုံမထိုင်နေတယ်ခွန်တယောက်သူ့ရှေ့ကအလှလေးကိုကြည့်ပြီးမျက်စိမခွာကြည့်ပါတယ်အရန်လှတယ်သူကအရန်ကိုလှတာငကိုရီးယားလှတာသိပေမဲ့အခုလိုဝစ်စုံလေးနဲ့တော်တော်လိုက်ဖက်နေရခွန်ကရေတွေပါတောက်နေရပါတော့တယ်ဘလို့လဲမောင်ခွန်ငါဒီဇိုင်းကမိုက်ရဲ့လားတိတ်မိုက်ပါဗျာညီမလေးကလှလိုက်တာနော်ပွဲနေကြရင်တော့ပြောစရာမလိုအောင်လှနေမှာခွန်တို့များလူရွေးတော်လိုက်တာခွန်ရွေးတော်တာမဟုတ်ရပါဘူးမေမေရွေးပေးထားတာပါမညီမလေးပြန်သွားလဲလိုက်တော့မယ်နော်โอเคညီမလေးမမလိုက်တော့ဘူးနော်ဟုတ်မင်းကပဲစိုးလို့လေအလှလေးရထားပဲမစပါနဲ့မရာခွန်တယောက်ရှက်သွေးဖြာပြီးအဝိလဲပြီးထွက်လာတော့ရှေ့အိမ်ကြီးမရွေးဘူးလားမင်းလိုက်ရွေးပေးလေသွားရအောင်လေယောက်ျားလေးအဝိထားတဲ့ခံရောက်တော့ခွန်လဲလိုက်ကြည့်နေတယ်မူကလည်းအဝိတွေတစ်ထည်ပြီးတစ်ထည်ရွေးပေးတယ်နောက်ဆုံးတော့မူကဒါလေးလာမယ်ထင်တယ်မစိုးပါဘူးကောင်းတယ်ဒါဆိုဒါပဲဝစ်လိုက်မလားရော့မူးလက်ထဲကဝစ်စုံကိုသူ့ကိုပေးပြီးတော့မူးသက်မေအခန်းထဲကခေါ်တဲ့မူးအခန်းသားသွားပြီးတော့ဘာဖြစ်လို့လဲဒီဟာလေးလေဘေးနားမှာတက်ပြီးဩဘာများလဲလို့မူလဲသူ့လေဘေးနားကိုဖဲပွင့်လေးချီပေးနေစဉ်ရင်တွေခုန်နေတော့တယ်ခွန်တယောက်ပေါ့ခွန်တမင်မှုကိုခေါ်ပြီးတက်ခိုင်းခြင်းမှာသိကြပါတယ်သူမကိုချစ်မိနေပြီမူကပြီးလုံးမောကြည့်လိုက်တာနီးကပ်နေတယ်သူတို့နှစ်ယောက်ပြီးပြီဒါလေးလာတယ်ဒါလေးလောက်တာအောင်လှမ်းခေါ်နေသေးကိုယ့်ဟာကိုယ်လည်းလှုပ်လိုက်ရတယ်ဟာပြောပြီးတော့ရှက်နဲ့အခန်းထဲကထွက်သွားတော့တယ်အခန်းထဲပီတီယူနေကြံခဲ့တာခွန်မှာထို့စဉ်တော့စပွဲပေါ်ကဖုန်းကမြည်လာပြီးတော့ကွန်တက်မှာတော့မေတဲ့ခုံးမရှိတော့ခွန်ဖုန်းလာတော့မူမကင်လိုက်ရပါဘူးသူများ privacy ကိုလေးစားတဲ့အားဖြင့်ခုနကဖုန်းလာတဲ့အန်တီဆက်တာကျမလည်းဒီတိုင်းမကင်လိုက်ရအောင်ကင်လိုက်လေရတာထို့စဉ်တော့ဖုန်းကနောက်တစ်ခါပြန်ဝင်လာကြဟယ်လိုမေဟုတ်မေတားခေါ်ခဲ့မယ်နော်မေကပြန်ရင်မင်းကိုခေါ်ခဲ့တဲ့
တွားရအောင်လေ2နာရီအောင်ကြောနေပြီအိမ်ပြန်ရအောင်မင်းမနေ့ပြန်ဆိုင်မှာအရေးကြီးကိစ္စရှိလားမနေ့ပြန်ဆိုင်မှာအရေးကြီးမီတင်တော့ရှိရယ်ဘာလို့လဲဘယ်ချိန်ပြီးမှာတေချာတော့မပြောတတ်ဘူးနေ့လေတော့အားပြီးထင်ပါတယ်အဲ့ဆိုတနားရီလောက်လာခေါ်မယ်လေဘယ်သွားမလို့လဲ pre wedding သွားရိုက်မို့လေဟောဟဲသမီးလာပြီလာအမလီလီမျောလိုက်ရကွယ်ကြာနေလို့ဟုတ်တယ်အန်တီလမ်းမှာကားတွေပိတ်နေလို့ပါဟုတ်ပါပြီကွယ်လာသမီးအန်တီသမီးတွေကြေးဦးလောက်ထားတယ်ညနေဆိုတော့ဘာလို့မှမသိရနဲ့လေလာသွားရအောင်အန်ကယ်ရောပြန်မရောက်သေးဘူးလားအန်တီလာပါပြီဗျာအန်ကယ်ကလေကားပေါ်ဆင်ပြီးပြောလာပါတော့တယ်မိမိတို့ကတော့လေသူ့သားရင်တယောက်လုံးတော့မြင်ရလားမသိဘူးရောက်ထက်ကသူ့ချေမကိုခေါ်သွားလိုက်တာသားရင်ကိုလှည့်ကြည့်ပေါ်တော့မရမိတားဒီမှာပါနော်အမလေးဟဲသူ့ကိုမခေါ်လို့လာရစ်နေမိုးကထိုကလေးဆန်ဆန်နေလုံနေလို့ကြောက်ရှင်မိပါတယ်လူဆုံးပြီဆိုတော့အေးစေးဆိုင်စကားပြောရအောင်လေလာသွားရအောင်နော်သမီးဘယ်လိုလဲအန်တီလက်ရကောင်းရဲ့လားအကောင်းဆုံးပဲအန်တီဒါနဲ့သမီးတို့ဝိဆုံကြီးကအဆင်ပြေရဲ့လားဟုတ်ပြေးပါတယ်အန်ကယ်သူကအန်တီတငယ်ချင်းကြားတဲ့သမီးလေးငယ်ငယ်တည်းကအိမ်ကြီးချင်းတွေဖြစ်လာတာနောက်ကြသူလေး fashion ကိုလေ့လာဖို့ UK ကိုထွက်သွားတာသူ့လက်ရတွေအရန်ကောင်းတာပြီးတော့သူကသူ့မောင်လက်ထက်ဝိဆုံကိုသူပဲချုပ်ပေးမှာနော်ဆိုပြီးလဲအမြဲပြောနေကြလေဟုတ်အန်တီသဘောကျပါတယ်ဒီဇိုင်းကလည်းသမီးအကြိုက်ပါပဲအန်တီကလိုက်ကြည့်ချင်တာသမီးလေးကပုံမှန်တော့ဒီလောက်လှနေတာမင်္ဂလာဝိဆုံလေးနဲ့ဘလောက်တောင်လှနေလိုက်မယ်ဒီနေ့မှအန်တီကလည်းအလောက်ကများနေလို့မလိုက်ဖြစ်လိုက်တာမင်းကလည်းပွဲနေမှကြည်လေရတာဘယ်တူပါမလဲရှင်ဒါနဲ့တားတယောက်ရှိနေသေးရဲ့နော်မေတောက်ပစ်ထားများပြီအေးနောက်ထပ်ဒီထက်ပိုဆိုးပြီသားမက်ငါချွေးမလေးရလိုက်လေငါသူလေးနဲ့ပဲချိန်ကုန်တော့မှာဈေးဝယ်လဲထွက်မယ်အပန်းပြေကြီးလဲထွက်မယ်အဲ့ဒါငါအိမ်မက်လေမင်းကွာတောက်မစပါနဲ့တော့ဟိုမှာမျက်နှာစည်းရွက်လောက်ပဲရှိရောကဲပြောပါနောက်နေ့ဘာလုပ်ဖို့စီစဉ်ထားလဲနောက်နေ့ပုံရိုက်ဖို့ချိန်ထားပြီမေဖဲနားသွားရိုက်မလို့လဲတားရဲ့တားတီတယောက်ရဲ့ပန်းချန်ရှိရဲ့သူ့စီသွားရိုက်မို့အရန်လှလို့လေအေးပါကွယ်အချိန်ညှိပြီးသွားကြပေါ့ဒါနဲ့သမီးအန်တီနောက်နေ့ဆိုင်လာခဲ့အောင်မယ်ဟိုတခါအန်တီမှာထားတာလေအဲ့ဒါလာကြည့်မလို့ဟုတ်လာခဲ့နော်အန်တီမနေ့ပြန်သမီးတို့မီတင်ရှိရဲ့ဗရင်ဆရာလဲလာမှာဆိုတော့သူနဲ့တခါတည်းအန်တီစိတ်ကြိုက်ချိတ်လို့ရတယ်လေဟုတ်ပါပြီကွယ်ဒါသမီးကိုတေးချပြန်လိုက်ပို့အောင်နော်ကားလဲဖြည်းဖြည်းမောင်းဟုတ်ကဲ့မေအဲ့ဆိုသမီးပြန်ပြီနော်အန်တီဖြည်းဖြည်းနော်သမီးမနေ့ပြန်တွေ့မယ်ဟုတ်သူလိုက်ပို့လို့မူးအိမ်ကိုရောက်လာခဲ့ပါပြီကျေးဇူးပဲနော်လိုက်ပို့ပေးလို့ပြောရင်းနဲ့ကပတ်လေးဖြုတ်ပြီးစင်ဖို့လို့တော့အော်အိမ်ထဲဝင်အောင်မလားမဝင်တော့ပါဘူးမနေ့ပြန်လာခေါ်မယ်ဘဲဟုတ်လာခေါ်မှလဲချင်းထားနေလေမအောင်အော်ဟိုနေလေပြောတာပါဖြည်းဖြည်းမောင်းပြန်နော်ခုနဗဇက်ကနေရုတ်တရက်ထွက်သွားတဲ့ဇကားတခုသူမအောင်နေလေမှာချင်းထားမိပြီးမနေ့လာခေါ်မယ်ပြောလိုက်မိရဲ့သူစိတ်ထဲသူမအောင်မနေ့တိုင်လာခေါ်ခြင်းမိရဲ့အိမ်ပြန်ချိန်သူမအောင်ပြန်လိုက်ပို့ခြင်းနဲ့သူ့ကိုယ်သူလည်းနားမလဲတော့ပါဘူးဟဲခြေနေလေးမင်းဒီနေ့တနေ့ကုန်ပြောက်နေတာငါသိနေရဲ့နော်ဘာလဲကွာမင်းရလဲတားကြီးဟာကောင်မလေးနဲ့ဝစ်စုံသွားရင်းနဲ့တနေ့ကုန်ရောလားအဲ့လောက်တောင်ကြာလားအဝေးလေးရွေးတာပြောပါဘာတွေလုပ်ခဲ့ကြသည်ဝစ်စုံကြည့်ပြီးအိမ်မှာထမင်းလာစားဒါပဲကွာဟုတ်ပါပြီယုံလိုက်တော့မယ်ယုံကြည်အောင်မယုံကြည်နေမင်းအပိုင်းတော်ပြီအိတ်ချင်ပြီငါနဲ့မနဲ့ပြန်မလာတော့ဘူးနော်ကြိုပြောထားတာဟာမင်းကွာတထေးဆိုတာရဲ့အလုပ်ကိုမလာခြင်းလို့မလာလို့ရမလားကွာရပါမင်းပဲကြည့်ကြလောက်လိုက်တရက်လေးကိုစတာပါကွာစိတ်ချသွားတလုံးသွားလဲရကြားလားငါဆဲပြီးတော့ပဲမင်းကိုတော့ဒါပဲကွာအိတ်ချင်ပြီအေးကွာနှစ်ယောက်လုံးဖုန်းကိုချသွားပါတော့တယ်မနဲ့မိုးလေးတော့မူတရားအဝတ်လေးဖိုင်နေယူပြီးအလုပ်သွားဖို့ပြင်နေမမီသမီးသွားနေတော့မယ်မနဲ့စာစားသွားပါအောင်သမီးရဲ့မစားတော့ဘူးမမီဆိုင်ရောက်မှတခုစားလိုက်မယ်ကားကိုကျူးဆိုင်မအောင်နော်ဟုတ်သွားပြီမမီမူကမမီပါလေးကိုနမ်းပြီးအပြင်ထွက်လာလိုက်ပါတော့တယ်ညီမလေးရေအစည်းအဝေးလုပ်ဖို့စားရနေတေချာပြင်ဆင်ထားရမလားအော်โอเคပြီမမโอเคခဏနေလာခဲ့ကြနော်ဟုတ်မမ
အစည်းအဝေးလုပ်ပြီးသွားတဲ့ခါတော့အစည်းအဝေးကတော့ဒီနေ့ဒီလောက်ပါပဲရှင့်ဒါနဲ့မူဒီဒီဇိုင်းလုပ်ဖို့အမကိုတစ်လတော့အချိန်ပေးလို့ရမလားအမကခီးလေးထွက်เสียရှိလို့လေဒီလောက်ကုန်တော့ရအောင်လုပ်ပေးရမယ်ရပါတယ်မမနောက်လာရရဲ့အဆင်ပြေပြီမူလက်ထက်ပွဲကြရင်ဝစ်ချင်လို့လေတကယ်ကြီးလားဖိတ်အောင်တော့မေ့မနေနဲ့မေ့เสียလားမမရဲ့ဖိတ်မှာပေါ့ဖိတ်စာစောင့်နေမယ်သွားတော့မယ်နော်မူဟုတ်မမဖြည်းဖြည်းနော်မူကမင်္ဂလာပွဲကြခုံးအောင်ပေးဖို့ရှင်တို့လေးအပ်ထားတာပါမိုးကိုယ်တိုင်ဒီဇိုင်းဆွဲပြီးပရင်ဆရာမစီအပ်ထားတာမမဧည့်သည်ရောက်နေရယ်ဘသူတဲ့လေမမသိရဲ့တဲ့မမချင်းထားတာမရှိပါဘူးအော်မမခုံးမြက်တာတဲ့ဟုတ်သားပဲသူနဲ့ချင်းထားမှုကမေ့နေလိုက်တာဝင်လာခိုင်းလိုက်ညီမလေးဟုတ်မမဟိုခန်းမှာရှင်ဝင်သွားလိုက်လို့ရပါတယ်ရှင်โอเคဟဲ့ဘယ်သူလဲမသိဘူးအဟန်ချောရပဲဟုတ်ပါဟဲ့ရုပ်လေးကချစ်ချင်စရာလေးဒါနဲ့မမတငယ်ချင်းများလားမမစီကိုအဲ့လိုယောက်ျားလေးလားမတွေ့ဘူးပါဘူးဒါမှမဟုတ်မမရီးစားများလားမဖြစ်နိုင်တာမမများယောက်ျားလေးတငယ်ချင်းတော့မရှိတာဘာမှရီးစားဖြစ်နိုင်ပါချိန်ထားတာတော့မေ့နေအောင်အလုပ်ရှုပ်နေရပေါ့ရုပ်တရက်ဆိုမေ့သွားလို့ပါကူရောပြီးပြီလားပြီးရင်သွားရအောင်လေခဏဆောင်တော့ဒါလေးမေးပို့ပြီးရင်ရပြီအခန်းထဲကထွက်လာတော့ဝန်ထမ်းတွေမျက်လုံးတွေကသူတို့စီမှာတချို့ကလည်းတူးနေပါညီမလေးလေဒီနေ့မမပြန်မလာဖြစ်တော့အရေးကြီး customer တွေလာပြီးတော့လာရင်ဆိုင်စောပိတ်ပြီးတော့ပြန်လိုက်တော့နော်အော်ဟုတ်မမဟိုရောက်တော့ခွန်ပြောသလိုပန်းချံအရန်လာတယ်ပန်းတွေလည်းအစုံတော်တော်လေးလှပါတော့တယ်ခွန်ကဒီနေ့ပုံရိုက်ဖို့ပန်းချံတစ်ချက်လုံးငှားထားခြင်းမှာဝစ်ဆောင်လဲဖို့သူတို့စီစဉ်ပေးလိုက်မယ်ဟိုမှာဒီဇိုင်နာရော make up artist ကိုရှိတယ်ရှင်ဒါရီတယောက်တည်းစီစဉ်ထားလားတကယ်တော့သူတယောက်တည်းစီစဉ်ထားပါမဟုတ်ပါဘူးသူတို့ရာအကုန်တာဝန်ယူပေးရလေအပြက်ငှားလိုက်တာအော်တော်သေးရပေါ့မူဟာသူတယောက်တည်းအကုန်စီစဉ်ထားတဲ့ထင်ပြီးအားနာနေမိပါတယ်အော်လာကြပြီလားလာညီမလေး make up ပြင်ရအောင်မောင်လေးကဟိုဘက်မှာသွားပြင်လိုက်နော်ညီမလေးကတိတ်လာတာပဲကွယ်ကျေးဇူးပါရှင်နောက်ထပ်တနားကြာတဲ့ခါတော့သူတို့သားနဲ့သူတို့သမီးနည်းနည်းလောက်ကပ်ပါအောင်ရမင်းကငါ့ကိုကြောက်လို့အဝေးကိုသွားနေရလားမဟုတ်ပါဘူးခေါ်လက်တစ်ဘက်ကသူမခါကိုကင်ပြီးလက်တစ်ဘက်ကပန်းစည်းကင်ထားတဲ့သူမလက်ကိုကင်ထားပါတယ်ဟဲ့ကောင်လေးနဲ့ကောင်မလေးအရန်လိုက်တယ်နော်ဟုတ်ပါဟဲ့နေနဲ့လားရွှေနဲ့မြလို့ပဲကောင်လေးကကောင်မလေးကိုအရန်ချစ်ပုံရတယ်ဟာဒါရီအကုန်လုံးကသူစီစဉ်ထားရတဲ့ဟုတ်တယ်အဲ့အားကြောင့်လေငါတို့တတိယမနဲ့တည်းကပန်းတွေအလှဆုံးပြင်ခိုင်းထားတာပြီးတော့ boss ကပြောသေးရဲ့တရားရောက်ကဒါတွေမေးလိုက် wedding package တွေပါပြီးသားလို့ပြောရမယ်တဲ့ငါတို့ဘွားကလည်းဘယ်ချိန်မှအဲ့လိုဖြစ်မယ်မသိဘူးနော်အားကြလိုက်တာအားကြရင်မြင်သာရှာလိုက်တော့ဝန်ထမ်းမလေးတွေကအုပ်စုလိုက်စကားတီတူပြောနေပါတော့တယ်ရပြီညီလေးတို့ပုံနေစိတ်တိုင်းကြရလားအကိုလက်ရပြောကြမလို့နော်ကြိုက်တယ်အရန်မိုက်တယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်ပုံရရင်ဖုန်းဆက်လိုက်မယ်ဒါနဲ့ပွဲရပဲနေလေနောက်လာထဲမှာပါကိုလိုတော့လိုပါသေးတယ်ဒါနဲ့ဒီလားကုန်ရကျင်တယ်ဗျရစီရမယ်ဗျာအော်ဒါနဲ့အကိုဖိတ်စာတော့ပုံလာရင်းနဲ့မှလာယူရင်းနဲ့မှပေးတော့မယ်နော်အေးစေးပေါ်ညီရတယ်မူကအဝေစားလဲပြီးအပြင်ပြန်ထွက်တယ်ခွန်းကတော့သူ့မဟေတီလေးကိုစောင့်နေပါတယ်ငါတို့တခါတည်းညနေစာသွားစားမလားဟိုလေအားနာပြီမဲ့မစားတော့ပါဘူးကျမနားကျင်လို့လေနေမကောင်းလားနည်းနည်းပင်မဲသွားလို့ထင်တယ်စေးကန်းသွားရအောင်လိုက်ပို့ပေးမယ်လေနေပါစေရပါတယ်နားလိုက်ရင်တက်တာသွားမှာပါတကယ်တော့မူတရားပြီးရဖြစ်နေရပါအဲအားကြောင့်ညနေစာမစားပဲအိမ်ပြန်လိုက်ပို့ခိုင်းလိုက်တယ်ညကြသူကဖုန်းဆက်လာပါတယ်မင်းအဆင်ပြေရလားပြေးပါတယ်ဘာဖြစ်လို့လဲနေမကောင်းဆိုတာတက်တာရဲ့လားကောင်းသွားပါရဲ့ရှင့်အော်ဒါနဲ့မနေ့ပြန်လာခေါ်ရမလားရပါတယ်မလိုပါဘူးကျမမနေ့ပြန်တငယ်ချင်းနဲ့သွားเสียရှိရယ်ခိုးစိတ်တယ်ရုပ်တဲ့ဘသူများလဲလို့တွေးမိရယ်ဒါပေမဲ့မမေးလိုက်တော့ပါဘူးအဲ့ဒါဆိုဒါပဲနော်စောစောနာတော့ဟုတ်မူတယောက်တောင်းဖြစ်ရတယ်သူဘာဖြစ်လို့ငါ့ပေါ်အရန်ကောင်းနေမဟုတ်မှလည်းရောသူလည်းငါ့လိုဖြစ်နေတာဖြစ်နိုင်ပါဘူးမှုစိတ်အေးထား
ဖြစ်နိုင်တာတွေးမနေနဲ့ထို့စဉ်တော့သူကမှုကိုစာပို့လိုက်ပါတယ်နင့်မနေ့ပြန်9နာရီမလားဟုတ်တယ်မှုရေโอเคနင်လာခေါ်မှာမလားလာခေါ်မှာပေါ့အချစ်လေးကိုအမလီဟုတ်ပါရဲ့မဲမင်းကြီးမရဲ့စောင့်နေမယ်ခုနိုင်နော်မှုလေးအော်သမီးနဲ့သမီးလေးနဲ့ချင်းထားလို့လားမန်ဂျာနေရာမှုအိမ်ကိုအစောကြီးရောက်လာပြီးတော့ဟုတ်တယ်အန်ဒီမှုနဲ့ချင်းထားလို့အော်အဲ့ဒါဆိုခဏစောင့်လိုက်နော်ရပါတယ်အန်ဒီရဲ့မူတရားအဝေးစားလဲပြီးအပေါ်တက်ကဆင်းလာတော့အဲနှင်းရောက်နေပြီလားအပေါ်တော့တက်မလားပဲနဲ့အခုလေးရောက်တာပါဟာသမီးလေးမနဲ့စာစားလာပြီလားမစားသေးဘူးအန်ဒီဒီနေ့သမီးမှုကိုအပြင်ခေါ်သွားခြင်းလို့ဒီနေ့တည်းတော့ခဏငားမယ်နော်အမလီခေါ်သွားပါရှင်မမီရေသမီးဒီနေ့နောက်ကြမယ်ထင်တယ်နော်ဘယ်ထိသွားကြမှာမို့လို့လဲသမီးဒီနေ့သူ့ကိုခေါ်ပြီးတော့ရှောင်းလဲမလို့ပါအရင်မမောင်နဲ့နော်စောစောစီးစီးပြန်လာခဲ့အန်ဒီညစာချက်ပြီးစောင့်နေဟုတ်ကဲ့အန်ဒီစောစောပြန်လာခဲ့မယ်နော်သွားပြီနော်မမီဟုတ်ငါတို့ဘယ်ကိုစသွားကြမလဲမဲမင်းကြီးမရှင်မဲအပြင်သွားဖို့ကျမကိုခေါ်တာမလားဘယ်ကိုစသွားမလဲငါဘလို့သိမှာလဲစရပါရှင်လောလောဆယ်လေးနေ့ပွဲကြရဝတ်ဖို့အတွက်ဝတ်ဆောင်အရင်သွားဝယ်ရโอเคလေလောလောဆယ်ငါဘာမှမစားခဲ့ရသေးလို့ဗိုက်စားနေပြီအရင်ဆုံးသွားစားရအောင်ဟာဟုတ်ပါပြီရှင်စားတောက်ဆိုင်ကိုရောက်တဲ့အခါတော့ပြောပါအောင်မတ်မှုရဲ့နင်းနဲ့နင့်ပဲချင်နေရဘလို့လဲဘာပဲလဲနင့်ရဲ့နင်းဟာလေအယမ်းပဲသိလားဟဲပြောစမ်းပါဟဲ့သိချင်လို့ तू ကအခုတော့အယမ်းတွေပြောင်းလဲနေတာဟာငါတော့ကြောင်တောင်ဖြစ်လာဘလို့တွေပြောင်းလဲနေတာစားတွေ့နေတော့အရင်ဆိုင်ဟာငါ့ကိုသူ့မှာချစ်သူရှိရဲဆိုပြီးပြောပြီးတော့ထပြန်သွားလိုက်တာမှတန်းလို့ပဲနောက်နေ့ကျတော့ကားပြက်တဲ့နေ့တွေ့ပြစ်တယ်အဲ့နေ့ကသူဆိုင်လိုက်ပို့ခဲ့ရလေအဲ့နောက်ပိုင်းအစားယူတော်တော်ပြောင်းလဲသွားတာပဲသူလည်းနေ့ကိုကြိုက်နေပြီထင်တယ်မဖြစ်နိုင်ပါဘူးသူလည်းသူနဲ့ယူမဲ့သူမလို့လားကောင်းပေးရနေမှာပေါ့နေရှင်းမခုံလားနေတယောက်ဆက်ဆက်ဆူဆူမျက်နှာမျိုးနဲ့ပြုံးဖြီးဖြီးကြီးမေးတော့အမှန်တိုင်းပြောရမလားမူးရဲ့နေနဲ့ငါနဲ့တငယ်ချင်းတွေလေနေနဲ့ငါကြလေးဝက်ချက်ရှိလို့လားအမှန်တိုင်းပြောရရင်လေ तू ကငါစတိုင်ပဲဟာချောလေချောရလေငါသူ့ကိုမြင်ချင်းနဲ့စိတ်ဝင်စားတာမိမိကသူ့ကိုငါနဲ့ပေးစားမယ်ဆိုရဲသိပြီးသားပါဟဲ့တကယ်တော့ငါလည်းနေ့ကိုပြောကြရှိလို့ခေါ်လိုက်တာမို့ငါနဲ့နေကငယ်တငယ်ချင်းတွေလေလေးဝက်ချက်ဆိုတာလေငါတို့ကြားမှာမရှိဘူးအမေပြောပါဘာပြောမလို့လဲစိတ်တောင်ဝင်စားသွားပြီဟာအမှန်တိုင်းပြောရင်နေမရရအောင်နော်တငယ်ချင်းရဲ့ငါကဘာလို့ရှိရမှာငါလေနေရဲ့ခွန်းရဲ့တငယ်ချင်းကိုစိတ်ဝင်စားနေပြီဟာဘလို့ကောင်းခန့်အောင်လားဒါဆိုမြင်မြင်ချင်းအချစ်လို့ခေါ်ရမှာပေါ့မှုငါရှက်တယ်နေမနောက်ပါနဲ့ဘာလဲငါအောင်သွယ်ပေးရမှာလားမလို့ပါဘူးငါကဘာတူမို့လို့လဲနှင်းမှာဟာနှင်းကို့ဘာသာရအောင်လိုက်မယ်ငါကြုံမဟိုလူစီကသူ့ကြောင့်နည်းနည်းမေးပေးမယ်လေငါစုံစမ်းနေရဟာသူကညီမလေးတယောက်တော့ရှိရဲ့တဲ့သူတို့ကငငယ်တွေကမိဘတွေမရှိတော့လို့အမျိုးတွေနဲ့နေရတဲ့သူညစ်မလေးကိုတိတ်ချစ်တာပဲတဲ့ပြီးတော့ရေးစားလည်းမထားဘူးတဲ့ဒါတော့ငါစုံစမ်းရတဲ့လောက်ပါသူညစ်မကိုလုံးဝအထိမကန်ရွှေပကန်နဲ့ဟဲ့နင်ကတော်တော်တောင်စုံစမ်းထားပဲငါဆရာမကြီးလေနေရလေဒါနဲ့သူ့ပုံစံကြီးကလူကောင်းပါဟာသူနဲ့ဆိုရင်တော့ငါနဲ့ကိုစိတ်ချပါပြီအမလေးလေးဇလန်ကစအောင်မစသေးဘူးမှုရဲ့ကဲတော့ပြီဟာငါတို့ဈေးပဲသွားဝယ်ရအောင်ဒီနေ့ဈေးဝယ်လိုက်ပေးလို့ကျေးဇူးပဲနော်ကိုကိုမှဒီညမာလေးတယောက်ပဲရှာလိုက်ပို့ပေးရမှာပေါ့ဗျာဒါနဲ့ကိုကအဝိဆိုင်ကိုသွားရအောင်အကိုခွန်းမလောက်ဆောင်မှာဝိဖို့အင်ကြီးသွားဝယ်ရမယ်လေသွားကြပါပေါ့မှုဒါလေးဘယ်လိုလဲငါနဲ့လိုက်လားအယောင်ကတိတ်မမိုက်တယ်လို့ပဲဟာတခြားအောင်မရှိဘူးလားဟုတ်တယ်နော်ခင်းရောင်ရတိတ်မလောက်ရယ်ညီမလေးဒီပုံစံကိုတခြားအောင်မရှိဘူးလားရှိတယ်မမသွားယူပေးမယ်နော်မူကဆိုင်မှာရှောက်ပက်ကြီးနဲ့ကောင်းခန်းတဲ့ကောင်မလေးတယောက်တွေ့သွားပါတယ်ထိုအချိန်နေရရောက်လာပြီးတော့မှုလိုက်ရှာနေရလေဘာလုပ်နေဟဲ့နင်တို့နှစ်အောင်မြင်တော့နင်ရဲ့လာပါသွားရအောင်နင်စိတ်ထဲဘာမှမထားနဲ့နော်အဲ့ဒါသူ့တည်လည်းဖြစ်နိုင်ပါတယ်ငါစိတ်ထဲဘယ်လို့မှမနေပါဘူးမှုရဲ့ငါသူ့ကိုကြိုက်ပဲကြိုက်တာဖ
ဖွင့်ပြောဖို့ပိုင်ဆိုင်ဖို့မစင်စားဘူးပါကဲပါမမလက်လိုက်စိတ်ညစ်စရာမတွေ့ပဲမြန်မြန်ဝယ်ရဟာမှုဒီကိုဘာလာလောက်တာကောင်းခံမှုကိုတွေ့လို့သွားနှုတ်ဆက်တော့တငယ်ချင်းအဝေးလာဝဲလို့လိုက်လာပြီကိုကောင်းခံကိုဘာတူလဲသွားပါပြီကိုတဲ့နင်းသာကြားသားခင်စိတ်မကောင်းဖြစ်နေတော့မှာမဖြစ်ဘူးဒီကမြန်မြန်ထွက်มาရမှာမှုဩတွေ့ကုန်ကြပါပြီမူပါမတွေ့အောင်ရှောင်ပါတယ်ဆိုမှဩဒါမှုရဲ့တငယ်ချင်းလေးဟုတ်တွေ့ဘူးပါတယ်ကျွန်တော်မှတ်မိတယ်ကိုမိတ်ဆက်ပေးအောင်လေခုနတွေကပြောဟောနေအောင်သွားပြီမတွေးမိအောင်ရှောင်မလို့ပါဆိုနေရရောက်ချလာပြီဒါပေါ့ခွန်းရဲ့တရိုးသမီးလောင်လေးဟုတ်မမလှလိုက်တာတွေ့ရဝမ်းသာပါရဲ့နော်ဒီစကားဝိုင်းမှာနင်းတယောက်ကအတန်တိတ်ပြီးတော့ကောင်းခံသူညက်မလေးကိုမိတ်ဆက်ပေးမယ်လို့တော့ဒါမှုသွားရအောင်လေမြန်သွားရအောင်ကိုကောင်းခံအဲ့ဒါဆိုခွင့်ပြုပါအောင်နော်ကောင်းပါပြီဗျနင်းမျက်နှာမကောင်းမှန်းသူလိုမှုဖက်ခနဲ့တငယ်ချင်းတွေနေမှာပါနဲ့စိတ်ထဲဘာမှမတားနဲ့နော်ငါသိပါရဲ့နေရာငါ့ဝမ်းနေနေထင်နေရလားဟုတ်တယ်ငါတငယ်ချင်းအဲ့လိုပုံစံဖြစ်နေအောင်မမြင်ချင်ဘူးငါတခြားသူတယောက်အတွက်အဲ့လိုစိတ်မကောင်းဖြစ်เสียလားဟာငါနှင်းမှာဟာသိပါရဲ့ရှင်အဲ့ဒါဆိုတခြားဆိုင်ပဲသွားရအောင်လေနင်းအတွက်လက်ဝဲလက်စားတော့ငါပဲစီစဉ်ပေးမှာနော်နင်းကျေးဇူးပါတငယ်ချင်းလေးရဲ့နေရာမှုပေါ့လာနမ်းမှာတော့တယ်အမေတော်တော်တက်နေချစ်လို့ပါဘိုက်စားလာပြီဟာတခုအရင်သွားစားရအောင်โอเคလေကောင်းခန့်တယောက်ညမလေးနဲ့ဈေးဝယ်ထွက်ပြီးပြန်လာတော့ခွန်းနဲ့အပြင်မှာသွားစားဖို့စီစားပြီးခွန်းရဲ့ကုမ္ပဏီကိုရောက်လာပါတော့တယ်။တာကြီးအလုပ်ကြိုးစားလိုက်လား။အေးပေါ့လေမိမယူတော့မှာဆိုတော့အလုပ်ကြိုးစားရမှာပေါ့။မင်းကဘလို့လုပ်ပြီးရောက်လာ။ညမလေးကိုဈေးဝယ်လိုက်ပို့ပြီးပြန်လာတာမင်းနဲ့တွေ့ကျင်လာလို့ထူးထူးဆန်းဆန်းငါနဲ့တွေ့ကျင်နေဆိုပဲ။ပြောကြရှိလို့ကွာ။ပြောပါဘာပြောမလို့လဲ။ဟာကောင်မလေးတယောက်သဘောကျနေပြီကွာ။မဲငါကောင်ကအချီးကိုစိတ်ဝင်စားနေလားဆိုပါဘာတူလဲနှင်းကိုမဟုတ်မှလည်းရောအဲ့နေကမှုသက်မေတငယ်ချင်းကိုပြောရလားဟုတ်တယ်ကွာဘယ်တော့မှအဲ့လောက်ဒီသဘောကျသွားဟောပေါ်ဆိုင်မှာတွေ့ရနေတော့ပဲအဲ့အားကြောင့်တမေတကမှုနဲ့ရင်းနေတယ်လို့စကားကြီးပြောနေတာပေါ့အဲ့တော့မြင်ချင်းချစ်ပေါ့မရည်နဲ့ကွာတကယ်ပြောနေတာကွာစတာပါအဲ့ဒါတာထားအောင်ကွာဒီနေ့ဈေးဝယ်ထွက်နေသူတို့ညောင်တွေ့ခဲ့မှုတက်မရောလားငါနဲ့ငါညက်မလေးကိုအထင်လွဲသွားတော့ပြက်တနာပဲကွာမင်းကရှင်းမပြလိုက်ဘူးလားရှင်းပြချိန်ကိုမရလိုက်ဘူးသူတို့ကသွားတော့မယ်ဆိုပြီးထွက်သွားတာအဲ့တော့ဖွင့်ပြောလိုက်လေကွာယောက်ျားကြီးဖြစ်နေပြီးတော့ခင်တော့မခင်သေးပဲနဲ့အဲ့လိုကြီးပြောရမှာတိတ်အဆင်မပြေဘူးကွာအဲ့အားကြောင့်မင်းကိုအကူကြီးတောင်းမလို့ငါကဘာကူညီပေးရမှာမူးနဲ့မင်းကမကြခင်ယူတော့မှာပဲဟာသူ့ကြောင့်လေးနည်းနည်းပါပါမေးပေးပါလားဟာငါနဲ့သူတော်အခုထိမရင်းနေသေးဘူးအေးပါကွာအတက်နိုင်ဆုံးလှုပ်ပေးမယ်ကျေးဇူးပါပဲကွာသူ့တငယ်ချင်းလေးကအရင်တည်းကအခုချိန်ထိဘဲကောင်မလေးနဲ့မှကြောရောနော်ရှုပ်ရှက်မနေဘူးလားသူသိပါအဲ့အားကြောင့်တငယ်ချင်းလေးကိုတကယ်အဆင်ပြေစေချင်တယ်အဲ့အားကြောင့်သူကူညီမှရပါမယ်ဟုတ်တယ်ငါကူညီရမယ်ဟယ်လိုမင်းအိပ်ပြီလားဟုတ်မအိပ်သေးပါဘူးတော်သေးရပါဘောငါအိပ်ပြီးထင်းနေတာမူရင်တွေအစမတန်ခုန်နေတော့တယ်အခုသူကငါ့ကိုဂူးဆိုင်နေရလားဟုတ်ခဏနေအိပ်တော့မလို့ပါပဲဒါနဲ့မနှက်ပြန်အားရမလားငါလာခေါ်မယ်လေလက်စုပ်ကရပြီတဲ့တွားယူရမယ်လေရပါတယ်ကျမပြင်ဆင်ထားလိုက်ပဲโอเคလေဒါပဲနော်ဟုတ်ခုနငါတော့ဘာမှမပြောရသေးဘူးဖုန်းချသွားတယ်မှုသက်မေဘာဟုတ်ခုနိုင်လဲရှက်လိုက်တာတခုဆိုပါစက်အရက်ထိတ်ရပဲဦးတရားကောင်းတဲ့မျက်နှာအုပ်ပြီးអော်လိုက်ပါတော့တယ်စုရေအပြင်မှာဘသူလဲမသိဘူးတကားသွားဖွင့်လိုက်ပါဟုတ်မမကြီးခုံအောင်အဖြူရောင်ရှက်နဲ့ဂျင်းပန့်ကိုလိုက်ဖွဲစာဝေးစင်ထားတယ်အော်တားလေးလားအန်တီကဘသူများလာရလဲလို့သမီးနဲ့ချင်းထားလားဟုတ်အန်တီဒီနေ့လက်စွပ်ရပြီဆိုလို့သွားယူမလို့ပါဟုတ်ပါပြီဘာလို့လို့နေပွဲတော်နီးပြီကွယ်အော်တာအန်တီမေ့နေတာခဏဖိတ်စာဆိုင်ရာဆက်တယ်ဖိတ်စာရပြီတဲ့တားတို့တခါတည်းလှည့်ဝင်ယူလိုက်နော်အော်ဟုတ်ကျွန်တော်တခါတည်းသွားယူလိုက်မယ်ဗျရှင်အစောကြီးရောက်လာပဲကျမမရောက်သေးဘူးထင်ပြီးမစင်းလာတာမကြသေးပါဘူးခုလေးရင်ရောက်တာ
မမီသွားပြီနော်အန်တီသွားပြီဗျသူလည်းရောက်ခမယုံနှုတ်ဆက်ကထွက်လာလိုက်ပါတော့တယ်ဒါနဲ့ငါမေးစရာရှိတယ်တမျိုးတော့မထင်ပါနဲ့မေးလေမင်းတငယ်ချင်းနင်းမှာရေးစားရပါရှိလားမရှိပါဘူးနင်းကအဲ့ကိစ္စရှုပ်ရှင်းမရှိဘူးကျမတို့ကငယ်ငယ်လေးကပေါင်းလာတာသူ့အကြောင်းတော့ကောင်းကောင်းလေးနားလေဒါနဲ့ဘာဖြစ်လို့မေးရဟိုကဘာမှမဟုတ်ပါဘူးထေထေအားဖြစ်နေတဲ့သူ့ပုံစံကြောင့်သူမှစိတ်ပူဝင်စားသွားတယ်ဆက်စုကျင်တာရောပါပါတယ်ရှင်မလိန်စမ်းပါနဲ့မှန်မှန်ပြောစမ်းပါသူလည်းမူအထင်လွဲသွားမှာဆိုလို့အမှန်တိုင်းပြောဖို့ဆုံးဖြတ်ပါတယ်မင်းဘသူ့ကိုမှသွားမပြောနဲ့နော်တကယ်တော့ငါတငယ်ချင်းကောင်းခါမင်းတငယ်ကျူကြိုက်နေရတဲ့တကယ်ပြောရလားတကယ်ပြောတာအဲ့ဒါကောင်းခါသူ့အကြောင်းလေးမင်းစီကနည်းနည်းပါးပါစုံစမ်းပေးပါဆိုလို့တမျိုးတော့မထင်ပါနဲ့ကျမလည်းတမျိုးမထင်ပါဘူးသိချင်လို့မေးလိုက်တာမူကရင်ပြောလာတော့ခွန်တရားစိတ်ထဲဥရပြီဟာဘလို့လေးလဲကွာတကယ်ကိုချစ်စရာလေသူရဲ့စိတ်ထဲပြောလိုက်မိပါတော့တယ်ငါတို့သူတို့ကိုကူညီပေးမှထင်တယ်ကွာကောင်းခန့်ကသူ့ညမမျက်နှာတက်ကပါလေအဲကြောင့်သူ့ကြောင့်ငါပဲသိတယ်သူကလူကောင်းရီးစားလည်းတခါမှမထားဘူးငါလည်းရုပ်တဲ့သူပြောတော့ကြောင်သွားတာငါတငယ်ချင်းလည်းရင်ခုန်တက်တာပဲလို့ဆိုပြီးကူညီရမှာပေါ့ရှိရမှာဒီတငယ်ချင်းတွေပဲရှိရโอเคလေငါတို့ညပေါင်းပြီးအောင်တယ်လောက်ကြပါပေါ့VIP customer လေးလာပြီလာပါပြီဗျာခိုးမြက်သားတို့ကတော့လေကောင်မလေးချုပ်ရထားတာပဲအန်တီကတော့ပြောပါတယ်သူ့ချွေးမလေးဘယ်လောက်လာကြအပြင်မှာတွေ့လိုက်မှာပဲညီမလေးကတော်တော်လှတာမူတွေဒီစကားတွေကအရန်ကိုရိုးနေပါပြီမြင်သူလာရဲ့ပါစက်ဖျားမှာသူမကိုချီးကျူးတာကြီးပါကျေးဇူးပါရှင်သူကတော့ဆိုင်ရဲ့မန်နေဂျာအမဒီဆိုင်ပိုင်ရှင်ကသူ့ရဲ့လုပ်ငန်းပါတနာတယောက်ဖြစ်ပြီးတော့သူတို့မင်္ဂလာပွဲအတွက်ဝယ်တွေရင်းနဲ့စပွန်ဆာပေးမယ်ပြောထားကြအောင်ပါပြီးတော့ဒီမန်နေဂျာမဒီဆိုင်ပိုင်ရှင်ရဲ့အမျိုးသမီးပါလာခွန်နေ့ကိုရုံးခန်းထဲမှာရှိရဲသူကနေလာလေသူ့အခန်းထဲလွတ်လိုက်ပါတဲ့လာသွားရအောင်ဟုတ်ဟာညီလာပြီလားထိုင်မအောင်ခွန်းနဲ့မူလဲဆိုဖာပေါ်ဝင်ထိုင်လိုက်ပါတယ်အကူကမျှော်နေတာအကိုကိုကျေးဇူးတင်ပါရနော်လက်ဆွဲစပွန်ဆာပေးရတဲ့အတွက်ပေါ့ညီကိုချင်းပဲပေးရမှာပေါ့ဗျာရော့ပါဗျာဒီမှာအကိုလက်ဖွဲ့အဲ့လိုဆိုပြီးတော့ဂရီဘာဘူးလေးခုံမော်ချပေးလိုက်တယ်ကျေးဇူးပါဗျာကျွန်တော်နောက်နေ့ဖိတ်စာလာပေးလိုက်မယ်ရပါတယ်ငါညီကအကိုကတော့ဖိတ်စာမရရင်မလာဘူးနော်စိတ်ချပါကိုကနောက်နေ့ကျအောင်ပို့ထားပေးမယ်ဒါဆိုသွားလိုက်အောင်မယ်ဗျာโอเคညီဖြည်းဖြည်းမင်းဘိုက်စာပြီလားရပါတယ်ကျမဒါဆိုငါတို့ဖိတ်စာရင်သွားယူပြီးမှတခုဝင်စားရအောင်လေโอเคလေဒီလိုနဲ့သူတို့ဖိတ်စာဆိုင်ရောက်လာတော့တယ်မမဟဲညီမလေးလာပါရှင့်မမီးကဖိတ်စာဝင်ယူလိုက်ပါဆိုလို့လေရောပါရှင်မမတခုယူထားလိုက်ပြီနော်ယူလိုက်ပါမမရဲ့အိမ်နေကြကလေးလေးပါခေါ်လာမယ်မှတ်လားယင်ခေါ်လာရမှာပေါ့ရှင်မိမိလေးနဲ့တွေ့ရတော့မယ်ပျော်လိုက်တာမတွေ့ရဘလောက်တောင်ကြာယူလဲနော်3-4 လလောက်တော့ရှိရမယ်ထင်တယ်နော်မမဟုတ်ပါညီမလေးရဲ့သူလေးကအရန်နုလို့အပြင်သိမ့်မခေါ်ဖြစ်တာဒီတခါတေချာဘောခေါ်လာခဲ့မယ်ဒါနဲ့ကောင်လေးကချော့ရဲ့နော်ခွန်ဂရုရဲ့ CEO ဆိုတော့ရှမ်းနံ rich လေးထင်တယ်ဟုတ်မူကရည်ကြဲကြဲနဲ့ပြန်ပြောလိုက်ပါတော့တယ်ခွန်ကတော့ဒီစကားတွေကြားမှာမဟုတ်ပါဘူးရောက်တဲ့ကတဆိုင်လုံးဟိုကြီးတီကြီးပတ်ကြည့်နေတော့တယ်ပြီးပြီသွားရအောင်လေမူပြောပြရနဲ့ခွန်ကမူးလက်ထဲကဖိတ်စာထည့်ထားတဲ့အိတ်ကြီးကိုတည်လာလိုက်တယ်ကားပေါ်ရောက်တော့နေ့လယ်စာဘာစားခြင်းလဲကျမကဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်ခွန်ကဘာမှပြန်မပြောပဲခေါင်းမဲညှိလိုက်တော့တယ်စားသောက်ဆိုင်ရောက်တော့မှခွန်လဲမကျင်နာမှာပြီးဝေတာလေးကစားစရာကြီးလာချတော့မင်းမအတိများလားဖိတ်စာတစ်ဝက်ငါယူသွားမလို့လေမများပါဘူးကျမတငယ်ချင်းတိလောက်ပဲဖိတ်မှာမမီဖိတ်မှာများတယ်အဲ့ဒါဆိုအိမ်ရောက်မှပဲအန်တီစီမေးလိုက်တော့မယ်မင်းမတငယ်ချင်းအများကြီးမရှိဘူးလားကျမမှာတငယ်ချင်းဆိုလို့နေမဲရှိတာကျန်တာအလောက်ကလုပ်ငန်းရှင်တွေပဲရှိတာငါလည်းအရင်မများပါဘူးတငယ်ချင်းနည်းနည်းပါးပါးနဲ့လုပ်ပုံကိုင်ဘက်တွေပဲရှိမှာမမေတို့ဖေဖေတို့ပဲဖိတ်ကြမှာစကားဝိုင်းလေးကဒီလောက်နဲ့ပဲအဆုံးသတ်သွားပါတော့တယ်အိမ်ပြန်ရောက်တော့မမီကအဆိုဖာပေါ်ထိုင်နေပြီးစကားကြည့်ရယ်မမီတမီးတို့ပြန်ရောက်ပြီဟဲလာကြပါပင်ပန်းနေကြလားသားတို့မပင်ပန်းပါအောင်အန်တီဖိတ်စာလေးပြပါအောင်အရင်လာတာပဲနော်မမီကဖိတ်စာကိုကြည့်ပြီးသဘောကျပါတယ်
အန်တီကျွန်တော်ဖိတ်စာတော့ဝယ်ယူသွားမယ်နော်တငယ်ချင်းတွေအသီးတွေကိုဖိတ်ချင်လို့ယူသွားပါရှင်အန်တီကအဆောင်100လောက်ပဲယူထားမှာအန်တီကလည်းတငယ်ချင်းတွေလုပ်ငန်းရှင်တွေနည်းနည်းပဲဖိတ်မှာကျွန်တော်အကုန်သားယူသွားလို့ရရနော်အဲ့ဒါဆိုကျွန်တော်အကုန်ယူသွားပြီးလုပ်လိုက်မယ်ဗျဟုတ်ပါပြီရှင်ဒါညနေစာတစ်ခါတည်းစားသွားပါလားတော်ပါပြီအန်တီကျွန်တော်အခုနပဲစားလိုက်ဗျအဲ့ဒါဆိုကျွန်တော်ကိုသွားခွင့်ပြုပါကားကိုကျူးဆိုင်မောင်းတော့တာဟုတ်ထိုးချိန်တော့ခွန်ကမူးဘက်ကိုကြည့်ပြီးသွားတော့မယ်နော်ဖြည်းဖြည်းသွားနော်ခွန်ကောင်းလေးညှိပြပြီးထွက်လာလိုက်ပါတော့တယ်ဘလို့လဲသမီးပျော်ခဲ့ရဲ့လားမမီးကလည်းဘာတွေမင်းနေမှန်းမသိဘူးတခါတည်းပြောပြီးတော့ထတက်သွားတော့တယ်အမလေးကောက်မလေးတယောက်ရှက်နေပါပြီရှင်ဖုန်းကြီးလာတဲ့ကြောင့်မူးဆိုတဲ့နာမည်လေးကိုကြည့်ပြီးခွန်ပျော်ရွှင်ရတယ်သူကငါ့ကိုဖုန်းဆက်လာတယ်ဟယ်လိုရှင်ပြန်ရောက်ပြီမလားပြန်ရောက်ပြီခုနကတည်းအမအဲ့ဒါဆိုထားပဲနော်ဟေးဖုန်းခေါ်တော့ခေါ်ရခုမှချပြစ်တော့မလို့လားကျမသိချင်တာသိပြီးရပြီလေဘာလဲငါအိမ်ပြန်မရောက်သေးမှဆိုလို့စိတ်ပူနေရလားပူတာဗောကျမနဲ့ယူမဲသူဆိုတော့တခုဖြစ်သွားမှဆိုလို့လေတခုဖြစ်မှဆိုလို့လားဒါမှမဟုတ်ကောက်မလေးနဲ့ရှောက်လေနေမှဆိုရလားအမလီရှင့်ပါသားရှင်လေဘသူနဲ့ပဲဘာလို့ကျမစိတ်ဝင်စားပါအောင်နော်ဒီတိုင်းတခုဖြစ်နေမှာဆိုလို့ဆက်ကြည့်အောင်ပါဒါပဲမူကပေါက်ဆက်ပြောပြီးဖုန်းချလိုက်ပါတော့တယ်ငါသူ့ကိုစိတ်ပူလို့ဖုန်းဆက်တာဘာများမှသွားလို့လဲအယူပဲစိတ်ကြီးလိုက်တယ်ကိုကောင်မလေးဘာလဲဒီခံစားချက်ကြီးတေးကြတယ်ငါမင်းကိုချစ်နေရီးစားတာထားဘူးလားငါအဲ့လိုတစ်ခါမှမခံစားဘူးမင်းနဲ့ကြမှာငါမဟုတ်တော့တယ်လို့မျိုးကြီးပဲချစ်တယ်ဒီနေ့တော့ဖိတ်စာတွေလည်းအကုန်ဖိတ်ပြီးပါပြီတပတ်ကဆိုမှုလို့လက်ထက်ရပြီခုတလောသူနဲ့တိတ်မတွေ့ဖြစ်ပါဘူး3-4ရက်လောက်တော့ရှိပါပြီသူရောမှုပါအလုပ်တွေရှုံနေအောင်မို့ကိုလည်းမှုဆိုင်ရညီမလေးတွေပွဲနေကြဝေးဖို့အတွက်ဝိဆောင်စင်တူတွေမှုကိုယ်တိုင်သွားယူပြီးပြန်လာရပါတယ်ညီမလေးတို့လူစုမယ်ဟုတ်မမရပြီမမကဲဒီမှာပါရှင်ရှင်လေးတို့အတွက်ဝိဆောင်ဝန်ထမ်းမလေးအအော်ပြီးပျော်ရွှင်ရပါတယ်အဲ့မှာညီမလေးတို့အတွက်နာမည်လေးနဲ့မှတ်ထားတယ်မမအရင်သဘောကောင်းတာပဲပျော်လိုက်တာကျေးဇူးပါမမဝန်ထမ်းမလေးတွေအကုန်လုံးစီရပါပွဲနေ့ကျမိတ်ကက်လေးမှုပါမမစီစဉ်ထားရနော်အချိန်မီတော့လာခဲ့ကြလူက6ယောက်ဆိုတော့လေဟုတ်မမဖြူအကုန်လုံးကိုတေချာခေါ်ခဲ့မယ်ဖြူဆိုတာမူဒီဇိုင်းစားထောင်နဲ့တူတူရှိလာခဲ့တူတီတော်လူယုံလေးပါနေဝတ်ဆောင်ရပြီငါအပြန်ကြဝင်လာပေးမယ်โอเคမူကနေရဲ့ဆိုင်ကိုရောက်လာပြီးတော့နင်းရှိရမလားရှိရမမအခန်းထဲမှာမှုလာပြီလားလာပြီငါဒီနေ့စောစောပြန်လာတာခဏတော့ငါဖိုင်လေးသိမ်းလိုက်အောင်မယ်ကဲလာပြီးပြီသွားရအောင်မို့ရော့ဒီမှာရှင့်အတွက်ဝစ်စုံကျေးဇူးပါချစ်လေးဟဲ့ပွဲကြရလေကောင်းခံအောင်အရန်လုံးပါတဲ့နေအောင်ခဏတာတိတ်ဆိတ်သွားတယ်သူလဲသူ့ဟာသူငါလဲငါ့ဟာငါပေါ့နော်အင်းမသွားရအောင်စုမမီရောအပေါ်မှာလားဟုတ်မမလေးခုနကတော့ဖះရှိခိုးနေမမီတမီးဝင်ခဲ့ပြီနော်မမီဘာလုပ်နေရဒီမှာပါမမီစင်းလေးကြည့်ရင်ခေါင်းရှုပ်နေလို့တမီးလေးတောင်နောက်ကြမမီစီကထွက်သွားတော့မှာပဲအဲ့အားကြောင့်တမီးကမမီအိမ်မှာပဲနေမယ်ပြောတာပေါ့ဘယ်ဖြစ်ပါမလဲမမီလက်ဖွက်ထားတဲ့ကွန်ဒိုမှာပဲနှစ်ယောက်ထဲနေကြပါမိဘတယောက်အနေနဲ့တမီးလေးကိုသူများလက်ထဲထည့်ရမှာမို့နှမျောမိရအမှန်ပါဒါပေမဲ့ခွန်းဆိုတဲ့ကလေးဖြစ်နေလို့စိတ်ချရပါတယ်မူလည်းအခန်းထဲရောက်တော့စိတ်မကောင်းဖြစ်ပြီးငိုနေမိရပြီးကကြမှာရင်မိုးချိုးပြီးအိမ်မယ်လို့ဖုန်းဝင်လာပါတယ်ဟယ်လိုမင်းနေမကောင်းလားအတန်းတမျိုးပဲကောင်းပါတယ်ဒီတိုင်းနည်းနည်းပင်ပန်းနေလို့ဂယူးဆိုင်ပါအောင်ကွာပွဲရနီးပြီစေးရောတောက်ပြီးပြီလားခေါင်းကလေတန်းနည်းနည်းမာကြောသလိုဖြစ်သွားတယ်တကယ်စိတ်ရမ်းပူသွားပါတောက်ပြီးပါပြီဘာမှစိတ်ပူစရာမရှိပါဘူးဒါနဲ့ဘာပြောမှုဆက်တာဘာမှမဟုတ်ပါဘူးဒီတိုင်းတွေ့လဲမတွေ့ဖြစ်လို့ဆက်ကြည့်လိုက်တာမနှက်ပြန်အချိန်ရလားငါနဲ့တနေရာသွားရအောင်လေမနှက်ပြန်မရဘူးနောက်နေ့ကျပွဲလုပ်တော့မယ်အဲ့ကြမှာတွေ့ရအောင်တကယ်တော့ခေါင်းကမနှက်ပြန်သူ့မောက်တနေရာခေါ်ပြီးဖွင့်ပြောဖို့စီစဉ်ထားပါလက်မထက်ခင်လေးဖွင့်ပြောဖို့စဉ်းစားပေမဲ့သူ့အကြံလေးပြတ်သွားရတယ်ဒါပဲလေနော်အိတ်ချင်ပြီအင်းမ good night အေးပေါ့သူကမိဘစိတ်ကူကိုဖြည့်ဆည်းပေးခြင်းလို့ငါ့ကိုလက်ထပ်ဖို့လုပ်ခဲ့ငါအတွေးလုံနေရလား
ငါစိတ်တွေထားမှရမှာခွန်စိတ်တွေတွေးနေအတွေးပေါင်းများစွာနဲ့ဒီညာတော့အိမ်မပြောတော့ပါဘူးဟာဆရာသမားနောက်ကြလိုက်လားမင်းတော့တထေးဆိုပြီးအလုပ်ကိုအမြဲနောက်ကြပြီနောက်နေကြမိမယူပြီးလေရုံလာနိုင်မှာမဟုတ်ဘူးရောက်တဲ့တတူပြောနေတဲ့တငယ်ချင်းဖြစ်သူကောင်းခန်းကြောင့်ခွန်ကမျက်မှောင်ကျုပ်ပြီးဟေ့ငါ့ကိုအပူကြီးပြောမနေနဲ့မနေ့ကတညာလုံးအိမ်မပြောလို့နောက်ကြတရက်တလေးလေးဖြစ်ပြန်တယ်စလေကွာဖားလေအိမ်မပြောလားအောင်ထီဆိုအမေမနဲ့ပြန်တွေ့ရင်တွေတော့ခုန်နေပေါ့ဟုတ်လားဟုတ်တယ်ကွာဟုတ်တယ်ဘာဖြစ်လဲငါသိနေရလေမင်းသူ့ကိုချစ်နေပြီမလားမချစ်ဘူးကွာမင်းလည်းသိရငါမေကြောင်သားမောင်သူ့ကိုမယူစောင့်ကြည့်မယ်လေကွာပြီးကြမှာမျက်စိရောက်ကအပြောက်မခံဖြစ်မဲ့ကောင်ထင်းချင်းသလိုထင်ကွာစိတ်လျှော့ရကြမင်းကလေအောင်သွယ်ပေးဖို့မကောင်းတဲ့ကောင်သိလားငါကတော့သူ့ကိုအဆင်ပြေစေချင်လို့မှုးသက်မေကိုသူ့အကြောင်းနေမေးပေးရသူကြောင့်ငါ့ကိုနဘူးနစားလုံနေငနောဟာကျေးဇူးကြီးမှလာပါတယ်အရှင်မင်းသားလေးပြောပြပါသိတော့မပြောဘူးကွာမနေ့ပြန်ကြမင်းတို့အခွင့်ရေးပဲလေသူလည်းသူတို့သမီးအရန်လုံမှာမင်းလည်းကို့စွမ်းစားနဲ့ကိုကြိုးစားတော့ဒီလောက်ကူညီထားတော်ပြီလေကွာကြံတာမင်းပိုင်းငါရအောင်ကြိုးစားမယ်ကွာတိုင်မင်းသားလေးရဲ့ကျေးဇူးကျွန်တော်မျိုးမမေ့ပါဘူးဗျာကောင်းပြီလေဒီညသွားတောက်ရအောင်ဟာဘယ်ဖြစ်မလဲကွာမင်းကမနေ့ပြန်ပဲယူတော့မှာမထနိုင်ဘလို့လုံးငါတော့မလိုက်နိုင်ငါဝယ်တိုက်မယ်ကွာပြီးတော့အပြင်းပြေပါနည်းနည်းပါပါပဲတောက်မှာစိတ်အိုက်လို့သွားအရအောင်နော်ငါခန့်ရသွားမှာပေါ့ကွာနှစ်ခါပြောကြတော့မလို့သိနာကောင်ညနေကျတော့ခေါင်းကန်ရှိအောင်သူအရင်သွားပြီးပြီလားခန့်သွားရအောင်လေဟာအစောရှိသေးရလေကွာလာပါကွာဗိုက်စာပြီညီလေးအကိုတို့တောက်နေကြတိုင်းပုံမှန်ပဲခွန်တော်ဟာဒီဆိုင်ရဲ့ big customer တွေဆိုတော့အထူးတလည်းပြောစရာမလိုအောင်ဖြစ်နေပြီဝိတာလေးကသူတို့တောက်နေကြတိုင်းလာချပေးရဲ့ခွန်မများစေနဲ့နော်မနှက်ပြန်ပဲယူကြတော့မှာများသွားရင်မထနိုင်မှာကောင်မလေးသူများနောက်ပါသွားအောင်မယ်သိပါရဲ့ကွာဒါနဲ့မနှက်ပြန်တနေကောင်ငါနဲ့တူတူရှိနေပြီနော်အေးပါကွာပြောစရာဟုတ်မလို့လားမနှက်ပြန်ငါချစ်လေးနဲ့တနေကောင်တွေ့ရမှာဆိုတော့ခွေးကငါကတော့ငါတငယ်ချင်းလေးကငါမင်္ဂလာဆောင်မှာမို့ဝမ်းနေနေမလားတွေးပါ။ तू ကမရတာယူနေတာ။မင်းကအဲ့ feeling တွေပဲရှိမလဲ။မင်းမှာနှလုံးသားမှမရှိတာ။ငါမှနှလုံးသားမရှိဘူးလို့ဘသူပြောလဲ။ဖွင့်ပြောရမလား။ရော့တငယ်ချင်းယောက်ကအဲ့လိုပါပဲ။အမြဲစလိုက်နောက်လိုက်နဲ့စိတ်ဆိုးစိတ်ကောက်ခြင်းလည်းမရှိရဲ့ BFF တွေ။ငါခွန်းအောင်မိမရတော့မယ်။ငါပဲကြက်တယ်။အမှန်ပြောရရင်မင်းကငါအရန်နဲ့မျောတယ်။ငါတငယ်ချင်းလေးကိုဘသူနဲ့မှမယူဘဲနဲ့လူပြိုကြီးလှုပ်စေချင်တာကွာ။မင်းကအရင်ကိုယူသွားရော။မင်းလည်းယူလိုက်တော့လေကွာမြင်မြန်ဖွင့်မျောပြီးမြင်မြန် propose လုပ်လိုက်ပေါ့အရာရာအရန်လွယ်နေကောင်းမယ်ကွာငါသူနဲ့နီးစပ်ချင်ပါတယ်ဒါပေမဲ့အဲ့လိုနီးစပ်အောင်နေပြီးမှတန်ရောစင်တွေပြတ်သွားမှလည်းမဖြစ်ချင်အခုငါကတစ်ဖက်သက်လေသူ့မှာချစ်တဲ့သူရှိရဲဆိုတာလည်းဖြစ်နိုင်တယ်ငါမယူချင်ပါဘူးဒီတိုင်းလေးလည်းအဆင်ပြေပါတယ်ဘာအဆင်ပြေရလဲကြိုက်နေဖွင့်ပြောလိုက်ပေါ့မင်းရောဘယ်တော့ဖွင့်ပြောမှာငါသူ့မိဘရဲ့ကြောက်တာလက်ခံခဲ့တာသူ့ကိုမကြိုက်ဘူးမလိန်နဲ့ခေါ်မင်းနဲ့ငါအခုမှခင်တဲ့သူတွေမဟုတ်ဘူးမင်းပါဇက်ဟာလိုက်တာနဲ့ဥပနဲ့ခွေရှိလဲဆိုတာငါသိတယ်ငါမလိမ္မာဘူးကွာငါတို့မကြိုက်ဘူးဒီတိုင်းငါမိမဖြစ်လာမယ်သူမို့ကောင်းပေးအောင်မယ်ငါသူများသားသမီးကိုကောင်းကောင်းမွန်မွန်လေးနဲ့အကောင်းဆုံးဆက်ဆံပေးနေအောင်ပါအင်းမမင်းစကားတိုင်းပေါ့နောက်မှမျက်စိအောက်ကအပြောက်မခံဖြစ်မနေနဲ့ကောင်းခက်တာသူ့တငယ်ချင်းလေးရဲ့စိတ်ကိုသိနေလို့မေးပေမဲ့ခွေးသားလေးကအမှန်တိုင်းဖြစ်တော့လက်လျှော့လိုက်တယ်အင်းမချင်းကူလေးတောင်မှလင်ယူတော့မယ်ငါပဲကြံတော့တယ်နင်လည်းမြင်မြန်ယူလိုက်တော့ငါတော့မှမဟုတ်မရှိပါအဲ့ဟာဆိုလည်းအမြဲဖွင့်ပြောလိုက်ပေါ့ဟာ no ငါမိန်းကလေးပါဟဲ့ငါဘက်ကပြောအောင်ရုပ်တိကိုမရှိရခြေမိုးနေလိုက်တာနှင်းဆက်လို့မပြောရအောင်နော်ငါပါဟာဘာလို့နဲ့မနှက်ပြန်ဆိုငါတငယ်ချင်းအောင်လက်ထပ်ပြီပဲငါမနှက်ပြန်နေတဲ့တနေကုန်နေအောင်ပါအမလီမနေလို့လည်းမရပါဘူးမိနေရဲ့တနေကုန်လေး3ပွဲလုံးနေငါနာမှာပဲနေရမှာဒါနဲ့နေမနှက်ပြန်ငါ6နိုင်လောက်ထွက်လာခုံမယ်နော်โอเคပါစောစောအိတ်တော့တို့သမီးလေးမနေ့ကမျက်ကွင်းနေညို့နေလိမ့်မယ်ဟုတ်ပါပြီ good night မနေ့မိုးလေးတော့မူအစောကြီးနိုးတယ်ဒီလိုနေ့မျိုးမှာဘသူကများအိပ်ပျော်ပါမလဲအစောရကအဝတ်လဲမိတ်ကက်လေးလိမ့်ပြီးအောက်ထက်ကိုဆင်းလိုက်တယ်မနေ့ပိုင်းဖုန်းကြီးเจ้าမှာပဲနှစ်ဖက်မိသားစုနဲ့စုံကက်လက်မှတ်ထုံမှမို့အထူးတလဲပြင်ဆင်စရာတော့မရှိပါဘူးသူမနဲ့သူအတူရွေးထားတဲ့တခွားမွေးအောင်ချိတ်လေးဝတ်ထားတယ်အသားဖြူဖြူလေးမို့ဝတ်စုံလေးနဲ့အရန်ကိုကြည့်ကောင်းပါတယ်သမီးရေပြီးနေပြီလားမမီးကမပြီးသေးဘူးထင်လို့စွစွရေစွပြီးပြီလားမြင်မြင်သွားရအောင်နောက်ကျနေမယ်ဟုတ်လာပြီမမကြီးအေးဆေးလောက်ပါမမီးရဲ့ဘယ်သူမှလည်းလာကြမှာမဟုတ်တော့မမီးစိတ်တွေလောနေလို့ပါသမီးရဲ့မမမူးထက်ကိုပို့ပြီးလောနေပါတယ်သွားရအောင်မမီးနေ့ကိုလည်းသွားခေါ်ရအောင်ပါလာသွားစွရေတကားလည်းတေချာပိတ်အောင်နော်ဟုတ်ကဲ့ပါမမရဲ့စွတေချာလောက်ပြီးပါပြီတစ်ဖက်မှာလည်းခွန်မြတ်တာတယောက်အငြိမ်မနေပါဘူး
မေမပြီးသေးဘူးလားကြာနေမယ်အမလီသားရဲ့လောလိုက်တာအရန်ကိုပဲမိမယူရမှာအဲ့လောက်ပြောတာလားကိုရေကိုမပြီးသေးဘူးလားဒီမှာရှင့်သားဖေမပါဘူးလားမသိဘူးထိုင်ဦးမထိုင်နိုင်တော့ပြီးပါပြီမြက်ရဲ့လာပြီကောင်းခက်မင်းကလည်းကြာလိုက်တာလမ်းပိတ်နေလို့ပါကွာရပါတယ်နောက်မကြပါအစိုးရရှိသေးအောင်ကဲပြီးပြီတွားရအောင်မြင်ခွန်တရားအရန်တွေစိတ်လှုပ်ရှားပြီးတော့ဖေမငိမ်ဖြစ်တယ်ဒီနေ့ကခွန်အတွက်အပျော်ဆုံးနေ့ထရရတဲ့သူနဲ့တူနေရတော့မဲခန်းစားချက်သူအခုအရန်ပြောတာပဲသိတယ်ကောင်းတော့ကောင်းခန့်အမောင်းနဲ့နောက်မှဖေမေတို့ထိုင်ပြီးရှေ့ဘက်မှာကောင်းခန့်နဲ့ခွန်နှစ်ယောက်ထိုင်ပါတယ်ကောင်းခန့်ရှေ့ကနေပြီးတူစတယ်ဘလို့လဲညကကောင်းအိပ်ပျော်ရဲ့လားငါတငယ်ချင်းလေးအရန်တွေပြောပြီးအိပ်မပြောမှဆိုလို့မေးကြည့်อ่ะအိပ်ပျော်မပြောတော့မသိဘူးသားကြီးမနေ့ထဲကအစောကြီးထားပြီးပြားရီခတ်နေမေကကြားပြက်ဝင်ပြောတော့အိပ်မပြောစရာဘာကြောင့်မှမရှိဘူးကောင်းခန့်မိမယူရမြန်ဒီလောက်ရင်ခုန်စရာမကောင်းကောင်းခန့်လည်းဘာမှဆက်မပြောပဲကောင်းမင်းညိတ်တယ်သူတို့ဘုံကြီးကျောင်းထဲရောက်တော့မှုလို့မရောက်သေးပါဘူးဘုံကြီးကျောင်းဝင်းထဲမှာလက်မှတ်ထိုးဖို့အတွက်နေရာလေးတစ်နေရာစီစဉ်ထားတယ်အဲ့နေရာမှာဘန်းနေနဲ့အလားဆင်ပြီးသူတို့လည်းဖေမေကောင်းခန့်တို့နဲ့ဓာတ်ပုံရိုက်တယ်တိတ်မကြခင်တော့မှုလို့ကားရောက်လာပါတယ်သူကကားတကားပိတ်ပြီးဆင်းလာတော့ခုံအကြည့်မခွာနိုင်ဘူးသူမအရန်လှတယ်တခွားမရောင်ချိတ်လေးဝစ်ပြီးတော့သပင်လေးကတဝက်ကိုစတုံထုံပြီးကြံတဝက်ကိုလိမ့်လေးချထားတယ်အင်ကြီးအယောင်လေးနဲ့အသားရောင်လေးကအရန်ကိုလိုက်ဖက်ပါတယ်မျက်ရည်ရောက်နေရကြပြီလားကြာသေးပါဘူးအဲ့ဆိုရင်သွားရအောင်လေအဲ့နောက်တရားနာဆုံးကပ်ပြီးစီးပြီးတော့လက်မှတ်ထိုးရမယ့်နေရာကိုရောက်လာတော့ထိုအချိန်ရှိနေလေရောက်ပါပြီတိတ်မကြခင်ပဲလက်မှတ်ထိုးလို့ပြီးသွားတယ်ပြီးနောက်အမတ်တရားဓာတ်ပုံရိုက်ပြီးတော့ထိုအချိန်မူဘက်ကရော့ဒီမှာရှင်းအတွက်ညနေထင်တာကြတယ်ဒါလေးသုံးနော်ရင်တိုးလေးလားဟုတ်တယ်ကျမကိုယ်တိုင်ဒီဇိုင်းဆွဲပြီးအပ်ထားလိုက်တာလေရှင်ကြိုက်မလားတော့မသိပေမဲ့ပေါ့ခွန်တရားစိတ်ထဲအရန်ကြည်နူးသွားတယ်။သူမသူ့ကိုလက်ဆောင်ပေးရဲ့အတွေးလေးနဲ့တင်ကလူဟာယူးကျင်ပါတယ်။ကျေးဇူးအဲ့ဒါဆိုခဏနေကြမှာတွေ့တော့မယ်နော်။သွားတော့မယ်။ see you မုံညံနေပွဲအတွက်မိတ်ကပ်ပြင်မှုစောစောသွားတယ်။မိတ်ကပ်ပြင်မဲ့သူကများတော့စောစောပြီးမှအဆင်ပြေပါမယ်။အရင်ဆုံးမာမီတို့မိတ်ကပ်ပြင်ပြီးသွားပြီးတော့ဆိုင်ဝင်တန်းကြီးမလေးနဲ့တငယ်ချင်းတွေပြင်းနေ။နောက်ဆုံးတော့သူ့ကလေးပါ။အမလီငါတမီးလေးကချောလိုက်လိုက်တာလွန်ရောမိတ်ကပ်ပြင်ပေးတဲ့မမီကပြောတော့ကျေးဇူးပါရှင့်တစ်ဖက်မှာလည်းခွန်ကအလုပ်တွေရှုပ်ပါတယ်တားကြီးကဖိမပါဘူးလားခုနကမတက်ရက်နေအခုတွေမပြီးနိုင်သေးဘူးမထိုင်နိုင်သေးဘူးအရန်တွေစိတ်လှုပ်ရှားနေလဲအခန်းထဲဝင်သွားကြည့်လိုက်ပေါ့ကွာအမလီမရပါဘူးနော်သူတို့သမီးကိုခမ်းမာရရောက်မှသူတို့သားကြည့်ရမှာပါနော်မေကကြားပြဝင်ပြောတော့ခဏလေးပဲသွားတွေ့လို့ရောမရအောင်လားတားရဲ့နေဘလို့တွေဖြစ်နေဒီလောက်တောင်ဖြစ်သေးနေရလားဟုတ်ပါကွာမင်းကလည်းစိတ်နဲ့ထိမ့်မအောင်ဟာဖွဲရစင်သိဖြစ်နေပါပြီသူတို့သားခန်းရှိမှစောင့်နေရပါပြီသွားတော့လေကွာမိမဲကုနာဖေမငိမ်ဖြစ်နေပြီခေါ်အခန်းရှိရောက်တော့မူကထွက်လာတယ်အရန်လာတဲ့သူမကြောင့်ခုံခဏညိတက်ပြီးအသက်ရှူတော်မားခြင်းနဲ့ပြီးတော့မှသူမလက်လေးကိုယူပြီးသူ့လက်မောင်းမှာလာချိတ်စီသွားကြရအောင်ဧည့်သည်တွေစောင့်နေလိမ့်မယ်သူမဘက်ကအဲ့စကားကိုပြောတော့မူကရင်တွေအရန်ခုန်ပြီးလက်ဖြားတွေအောင်အေးဆက်တယ်ခမ်းမာတွေရောက်တော့လူအများအကြီးတွေစီမှာကောင်မလေးကလှလိုက်တာနော်လိုက်ဖက်လိုက်ကြတာနေနဲ့လာရွှေနှဲမြလို့ပဲနော်လိုက်ဖက်နေရောအနောက်စင်ပေါ်မှာလက်စွပ်လဲဝေလိုက်တယ်အနောက်လက်ခုပ်တန်နေနဲ့တူနမ်းကြပါဗျို့ဆိုပြီးဝိုင်းပြောတော့ခွန်ကသူမနှစ်ဖို့ခက်ဖွားဖွားလေးနမ်းတယ်ထိုအချိန်နင်းတယောက်ကဘေးကနေပြီးတရှုံရှုံငိုပါတယ်ကောင်းခန့်ကလည်းသူမကြည့်ပြီးစိတ်မကောင်းပြီးတော့မှဘေးကလက်ကင်ပွားလေးယူပြီးသူမလမ်းပေးနေလေသူဘေးရဲ့လက်ကင်ပွားလေးယူပြီးတော့မျက်ရည်တွေတုပ်ပါတယ်နောက်ဆုံးကတော့ပန်းစည်းပြစ်မဲ့အစီအစီမူကသူမရဲ့ပန်းစည်းလေးကိုအနောက်ဘက်ကိုပြတော့ပန်းစည်းရသွားသူကနှင်းတယောက်ပါတငယ်ချင်းတွေကနင်းကိုဝိုင်းဆိုင်ဟဲ့ဘယ်တော့လဲဟာအဝေးလိုပါသေးရဲ့ဟာအခုမှရီးစားအောင်မရှိသေးဘူးထို့နောက်ဧည့်သည်တွေကိုလိုက်အခခံပါတယ်အော်ကိုခန့်အခုမှတွေ့ရဗျာကိုထက်ရောပဲတားဆိုင်လေးဦးကိုမေ့နေပြီလားမေ့ပါဦးရဲ့တတဦးကိုလွမ်းနေတာအတက်လေးပဲအဲ့အကြောင်းချစ်နေတာဒါကကျွန်တော်မျိုးသမီးမူးသက်မေးတဲ့ဟုတ်တွေ့ရတာဝမ်းသာပါတယ်နော်ညမတကယ်အလှလေးပဲခုံတော့အရန်ရွေးတော်တာပဲဒါကရှိုင်းကရူကစီယိုတွေလေသူကကိုခန့်သူကကိုထက်လေဒါကကိုထက်အမျိုးသမီးမတ်မြတ်မင်းမေတဲ့ဒါကကိုထက်တို့ရဲ့သားလေးရှိုင်းမြတ်မင်းအောင်တဲ့တီတီကအရန်လှတာပဲအေးရဦးကိုပဲချစ်တာအခုတီတီကိုပါချစ်သွားပြီစကားအရန်တက်တဲ့ခလေးလေးကြောင့်မှုကလေးရဲ့ပါးကိုခက်ဖွားဖွားလေးညှစ်လိုက်တယ်ဒါနဲ့ကိုခန့်ပြန်ရောက်တာကြာပြီလားကြာသေးပါဘူးကွာတစ်ပတ်လောက်တော့ရှိပြီโอเคဗျာနောက်မှတဝိုင်းထောင်ရအောင်ညီကိုတွေမတွေ့ရကြပြီဆိုတော့โอเคပါဗျာကိုဖုန်းဆက်လိုက်မယ်ဒါဆိုခွင့်ပြုပါအောင်ဗျပွဲလေပြီးကန်နေပါပြီဧည့်သည်တွေကလည်းတော်တော်များများပြန်ကုန်ကြတော့မူကလည်းပြန်မိုးပြင်နေမင်းအရေးပြန်နေမလို့လားအရန်ပင်ပန်းလို့ပြန်နေလို့ရရမလား
ရပါတယ်အဲ့ဒါဆိုငါပြန်လိုက်ဖို့မယ်အခုကခွန်အားသူ့တငယ်ချင်းတွေအလောက်ကကလေးတွေကိုတဝိုင်းကျွေးဖို့သွားရခြင်းမှာမူလဲပင်မနေမှုဆက်မလိုက်နိုင်တော့ဘူးပွဲလဲပြီးသွားတော့မို့ကိုအိမ်ပြန်ပို့ပြီးသူလဲတင်နာစီပွဲဆက်ခဲ့မို့တအားပင်မနေပြီမို့လို့ဘာမှမစင်စားပဲရေမိုးချိုးပြီးအိပ်ရတယ်ဝင်အိပ်ပါတယ်အရင်ပင်မနေလို့လာတော့မသိခဏလေးနဲ့နေနေကြကြအိပ်ပျော်17နိုင်အောင်ထိုးပြီးတော့ခုံးအိပ်ပြန်တော့အခန်းထဲမှာကွေးကွေးလေးအိပ်ပျော်နေတဲ့သူရဲ့ချစ်စရာကောင်းမလေးကိုအကြာကြီးထိုင်ကြည့်မိရဲ့လှတယ်အရင်လှတယ်မင်းကိုပိုက်ဆိုင်ကိုရကိုတကယ်ကန်ကောင်းတယ်ဆိုပြီးနဖူးကိုဖွားဖွားလေးနမ်းပြီးရေချိုးကန်နဲ့သွားပြီးရေချိုးတယ်ပြီးတော့မှသူမဘေးနားမှာဝင်လဲပြီးအိပ်ပါတယ်မနက်မိုးလင်းတော့6နာရီကျော်ပဲရှိသေးတယ်မိုးကမနေ့ကစောစောအိပ်သွားလို့ထင်ပါတယ်မနက်မိုးလင်းတော့စိတ်အယမ်းကြည့်ပြီးဘေးကိုကြည့်တော့သူမဘေးမှာအိပ်နေရဲ့သူ့ကိုတခဏရငေးမောကြည့်နေလိုက်တယ်ပြီးတော့မှမျက်နှာတက်ပြီးဖျားရှိခိုးပြီးမနှက်စာချက်ဖို့ပြင်ပါတယ်မိုးကမိဖို့ကြောင့်လို့ကိုလှုပ်တတ်တော့လဲအလုပ်တစ်ဖက်နဲ့မို့မလှုပ်ဖြစ်ပါဘူးအဲအားကြောင့်နောက်ပိုင်းကျအိတ်ကူငါဖို့စီစဉ်ထားတယ်မနှက်စာတော့ရိုးရိုးရှင်းရှင်းပဲလှုပ်ပါတယ်ခိုးအိယာနူတော့ဘယ်မှာမှတိုးမအောင်မတွေ့တော့အောက်ကိုဆင်းသွားအဲဒီမှာသာမိဖို့ကြောင့်နဲ့မနှက်စာလှုပ်နေသူမကိုတွေ့လိုက်တယ်သူချောင်းတက်ချက်ဟန်တော့အော်နိုးနေပြီလားမနှက်စာဘာလုပ်ရမလဲမသိလို့ရှိရလေးပဲလှုပ်လိုက်တာကြိုက်လာတော့မသိဘူးဘာပဲဖြစ်ဖြစ်ရပါတယ်မျက်နှာတပီမှာဆင်းလာခဲ့မယ်မိုးရောသူရောအလုပ်တရက်စီနားတာမို့ဒီနေ့ရောနှစ်ယောက်လုံးအလုပ်မသွားဖြစ်ပါဘူးသူမျက်နှာတပီထွက်လာတော့ကျမရေရင်ချိုးလိုက်အောင်ပဲမနှက်စာဆိုင်စားလိုက်တော့နော်ရတယ်မစားသေးဘူးစောင့်မယ်မိုးလဲရင်မိုးချိုးပြီးအဝတ်စားလဲပြီးထမင်းစားကန်နဲ့လိုက်လာခဲ့နှစ်ယောက်ထမင်းတူတူစားဖြစ်ပါတယ်ဒါနဲ့ဒီနေ့သွားစရာရှိလားကျမမမီးစီသွားမလို့စဉ်းစားထားတယ်ငါလဲလိုက်ခဲ့မယ်လေရပါတယ်တယောက်တည်းသွားလိုက်မယ်အိမ်မှာကြံခဲ့တဲ့ပစ္စည်းနည်းနည်းယူသွားခြင်းလို့ရှင်ကဘယ်မှမသွားဘူးလားအလုပ်ကတော့ခွင့်ယူထားတယ်ဒီနေ့တော့အပြင်မသွားတော့ဘူးအင်းမအဲ့ဒါဆိုကျမသွားပြီးပြန်လာခဲ့မယ်လीနော်အင်းမအန်တီစီသွားတာပဲအေးဆေးဆေးနေပြီးမှပြန်လာခဲ့အော်ဒါနဲ့ကျမပြောစရာရှိလို့ပြောလေကျမအိမ်ကူတယောက်လောက်ထားခြင်းနဲ့ကျမလည်းအလုံးနဲ့မို့အိမ်လောက်ကအများနဲ့မလုံနိုင်ဘူးလीနော်ရတယ်လေမဟုတ်ရင်တော့ငါထားမလို့ပါမမေတို့ကပြောတယ်သူ့ချွေးမအလုံးမခိုင်းပါနဲ့တဲ့အိမ်ကူရှာခိုင်းထားတယ်တဲ့အင်းမအဲ့ဒါဆိုအဆင်ပြေတာပေါ့ကျမအလုပ်လုပ်ပေမဲ့အမြဲတမ်းရစိုက်တစ်ဖက်နဲ့ဆိုတော့အဲ့လိုလေကြာလဲသူကခလေးတောက်လို့ချစ်စရာကောင်းတယ်ချစ်စရာလေးကွာရုတ်တက်ကြီးထွက်ချသွားတဲ့စကားအော်ကောင်းပါတယ်လို့ပြောတာဒါဆိုကျမသွားတော့မယ်တခုလူလို့ရင်တော့ဖုန်းဆက်လိုက်လေဝယ်လာပေးမယ်ပြောရင်လည်းကားတော်ဆွဲကထွက်လာခဲ့အိမ်ရောက်တော့မမီသမီးလာတယ်ဟဲသမီးလေးလာကဲယောက်ျားနားမနေပဲဘာလာလောက်တာလဲသမီးရဲ့မမီကညှို့ညင်တာလားမဟုတ်ရပါဘူးပူပူနေနေယူထားတူတူမနေပဲအပြင်ထွက်နေလိုက်တာဒါကလည်းမမီစီလာတာပါနော်သိပါတယ်သိလို့စလိုက်တာအိမ်မှာယူဇာလေးကြံသေးရဲ့မမီရဲ့အဲ့ဒါလာယူရင်းနဲ့မမီကိုအလွမ်းလာတဲ့ဟာတားရောအလုပ်သွားသလားသူကအိမ်မှာပဲမနေ့ပြန်မှာအလုပ်ကသွားမှာလိုက်ချင်နေတာသူကသမီးကရှုပ်လို့မခေါ်ခဲ့ရသမီးတားလေးကိုအနိုင်မကျင့်နဲ့နော်ကျင့်မအောင်မမီရဲ့တကယ်ပါသမီးကလိမ့်ပါပါတယ်သမီးပေါ်မှာအထုပ်သွားယူလာအောင်မယ်မမီသွားအေးဆေးလို့ပြောပါဦးမမှုညဖီလင်လေးဘာလို့လဲဟာနင်ကတမျိုးမင်္ဂလာဦးညဖီလင်ကိုမေးရလေသိပါဦးငါညအစိုးရိမ်အိတ်သွားတာဟာဖြစ်ရမယ်ဟိုဟာနဲ့ကိုအလျှော့ပေးရနေမှာပေါ့သူအားလို့ကြလဲရိုးပါတယ်ဟာငါမလို့ခြင်းပဲစလုံးပဲပေါ်တော့မပေါ့ဘူးချီကျူးမစောနဲ့ဟိုးထားမမကြီးနေခုဘယ်မှာတော့ငါနဲ့ချင်းရအောင်လေငါနဲ့ဈေးဝယ်ထွက်မယ်လိုက်ခဲ့အောင်နော်ချစ်ခုကမမီးအိမ်မှာယူစရာရှိလို့ခဏလာတာငါနေစီလာခဲ့မယ်လေအဲ့ဆိုလာခဲ့လေငါစောင့်နေမယ်မို့ဟဲ့မြန်လိုက်တာယူကမြန်ရမယ်လေသွားစို့တကယ်ချင်းနေအောင်ဈေးဝယ်ထွက်စင်မှုကနေ့ခဏတော့ငါတွိုင်းလက်သွားလိုက်အောင်မယ်သွားလေမှုငါဒီမှာစောင့်မယ်မကြောက်ခဏနော်ဟဲနှင်းဆက်မလားအော်ကိုကောင်းခန့်ဘာလာလောက်တာလဲအော် shopping ထွက်လာမှာတော့ဈေးဝယ်ထွက်တာပေါ့ဟုတ်တယ်မလားဟုတ်ပါရှင်ဘသူနဲ့လာလဲတယောက်ထဲလားမှုနဲ့ပါကိုကောင်းခန့်လားမှုတို့ကတော့ယောက်ျားကိုအိမ်မှာပြစ်ပြီးဒီရောက်နေရပေါ့မဟုတ်တာကျမနှင်းလေးခေါ်လို့ရောက်လာပါစတာပါဗျာသိပါပြီကျွန်တော်တို့တခုသွားစားအောင်လေကျွန်တော်ကြွေးချင်လို့ဒါဆိုရင်လည်းသွားရအောင်လေနေရာချက်ချင်းပဲသဘောတူလိုက်တယ်နုံနောက်ပဲသွားပါတော့ငါမလိုက်တော့ဘူးလေနော်ငါဆိုင်သွားရအောင်မယ်မူဟာတမေတွေကသူတို့ညောင်အတူတူရှိစေချင်တာကြောင့်တမေပြောလိုက်တယ်ပြီးတော့နေမျက်စိတစ်ဖက်မှိတ်ပြတယ်နေရလဲကျေးဇူးပဲတငယ်ချင်းဆိုတဲ့အချိန်နဲ့မျက်စိမှိတ်ပြတယ်အဲ့လိုဆိုလည်းဘယ်တက်နိုင်မလဲကျမတို့ပဲသွားရတော့မယ်မှုဂူးဆိုင်ပြန်တော့အင်အားကောင်ကြီးစိတ်ပူနေအောင်မယ်မူကပြုံးတာပြုံးလိုက်တယ်ကောင်းခဲဆိုတာမှတကယ်ကိုအနောက်တလိုက်မှာနှင်းကြိုက်တာမှလေကျွန်တော်အကုန်တကားခတ်မယ်ဒါနဲ့နှင်းလို့ခေါ်မယ်နော်
ရပါတယ်ပေါ့ပေါ့ပါပါအဆင်ပြေတယ်လို့သာခေါ်ပါဟိုလေနင်းကျွန်တော်ပြောချင်တာရှိရဲ့နင်းမှာရီးစားရှိလားကျွန်တော်အဲ့လိုမေးလို့တမျိုးတော့မထင်လိုက်ပါနဲ့ကျွန်တော်ကတွယ်ဝိုက်လည်းမပြောတတ်ဘူးရူလည်းမရူတတ်ဘူးရီးစားမထားဘူးတော့အဲ့လိုမျိုးရင်မသိဘူးဒါမဲ့ကျွန်တော်နင့်ကိုသဘောကျတော့သိတယ်ကျွန်တော်နင့်ကိုချစ်တယ်ဗျာကျွန်တော်စဉ်းစားပေးပါနော်ကျမကဘလို့မှလက်ပဲမပြောတတ်တဲ့သူမို့ကျမကိုတမျိုးမထင်သွားစေချင်ဘူးကျမအဲ့လိုစကားကြားချင်နေတာကြာပြီကျမဘက်ကဖွင့်မပြောရတာအခုလို့ဆိုတော့လေကျမဘက်ကပြောစရာမလိုတော့ဘူးပေါ့နင့်တကယ်ပြောရလားဝမ်းသာလိုက်တာနင့်ဟာကိုလေးအရန်ပြောတာပဲချရတဲ့သူနဲ့တူတူစားရတဲ့နေ့လယ်စာအရန်တွေအရသာရှိနေအိမ်ပြောင်းတော့ညနေတောင်ရောက်ပြီးမူးပြန်လာတော့ဆိုင်ကိုခဏဝင်နေကြာသွားတယ်အိမ်ထဲဝင်လာတော့လေသူ့ကိုမတွေ့အခန်းထဲလည်းရှိမနေပါဘူးထို့ကြောင့်ရေချိုးစရာရှိရာချိုးပြီးထွက်လာတော့ဂရင်မော်ထိုင်ပြီးစာဖက်နေတဲ့သူကိုတွေ့တော့ဟဲ့အမေလန့်လိုက်တာငါ့ကိုမြင်တာအဲ့လောက်တောင်လန့်လားမဟုတ်ပါဘူးရှင့်ကိုပြန်လာတော့မတွေ့တော့အပြင်သွားရထင်တာပြန်လာနောက်ကျရယ်နော်အန်တီကိုမရော်လဲပြန်သွားကြပြီတဲ့မာမီကိုပါဆက်လိုက်တာလားဟုတ်တယ်နှင်းနဲ့ဈေးသွားဝင်နေတာရှင့်ကဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးယောက်ျားတယောက်လုံးအိမ်မှာပြစ်ထားပြီးသူကြသွားကျင်တိုင်းသွားလာနေအမေရှင့်ကကျမကိုလာချုပ်ချယ်နေလားဟုတ်တယ်လေမင်းကအပြိုလဲမဟုတ်ပဲနဲ့အပြိုလိုလုံနေချင်တာ哦ဒီမှာကျမကလေရှင့်မိမဆိုတိုင်းကျမကိုလိုက်ချုပ်ချယ်မနေနဲ့ကျမလည်းနေချင်းသလိုနေမှာရှင်လည်းနေချင်းသလိုနေတော်တော်မှလွတ်လပ်နေချင်းတာလားရရလေဒါဆိုလည်းနေချင်းသလိုနေပြောပြီးတော့တပြိုင်နက်အခန်းပြင်ကိုထွက်သွားတယ်တခါတည်းတကားလဲတုံးကနေစောင့်ပိတ်သွားတယ်ဘာလဲဟာဒီလူကြောင်တောင်တောင်နဲ့မုန်းစရာကောင်းလိုက်တာတစ်ဖက်မှာလည်းခုံးစိတ်ထဲတော့ငါဘာတွေဖြစ်နေရလဲဒီကိစ္စဒီလောက်ထိဖြစ်စရာမလိုမလားငါစိတ်တွေအရန်လောနေရလားဒါမှမဟုတ်တဝင်းတိုးနေအောင်ပြောပြလိုက်ရမလားမသိတော့ဒီတော့ငါပြင်မှာအိပ်ရတော့မယ်ထင်တယ်ဒါပေမဲ့ငါလည်းမမောက်လေသူကငါ့ကိုအရင်ရင်တွေ့နေတာမသိတော့စိတ်တူတယ်အိတ်တော့မယ်မနက်မိုးလင်းလာတော့ပုံမှန်တိုင်းမနက်စာပြင်ဆင်နေတခါတည်းရေမိုးချိုအဝတ်စားလဲပြီးတော့မနက်စာထိုင်စားသူကတော့အောက်ထက်အခန်းထွက်မလာသေးပါဘူးသူမှလည်းမနက်စာချန်ထားပြီးအလုပ်ကိုထွက်လာလိုက်တယ်ခွန်အားအိပ်ရထားလာပြီးထွက်လာတော့မနက်စာပြင်ထားတွေ့ပါတယ်အပေါ်တဲ့အခန်းတက်သွားကြည့်တော့သူမအောင်မတွေ့ကိုရောင်နဲ့ကိုလှမ်းကြည့်လိုက်တော့ကားမရှိတော့အော်အလုပ်သွားပြီထင်တယ်ဒီနေ့တော့ငါတေချာပေါက်ချော့ရတော့မယ်ထင်တယ်မသိတော့ဘူးကွာခွန်အားသူမပြင်ဆင်ပေးထားတဲ့မနက်စာကိုစားပြီးအလုပ်ကိုတန်းလာတယ်အလုပ်ရောက်တော့ပုံမှန်တိုင်းကောင်းခါသူ့ကိုစပါတယ်တာကြီးငိုင်းလိုက်လားငါရင်ဖြစ်လာတာကွမင်းကွာမိမယူထားတပတ်မပြေသူမင်းကဘာတွေဖြစ်နေခေါ်လဲဖြစ်ကြောင်းကုန်စည်အကုန်ပြောတော့ကောင်းခါထိုက်ရမင်းကလည်းကွာ तू ကမနေ့ကသူ့တငယ်ချင်းနဲ့ shopping ထွက်နေရလေမင်းကလည်းလွန်နေတကယ်အားပြပြလဲပြောရမှာမင်းကဘာတွေဖြစ်နေရတော့မင်းကသူ့ဘက်ကလားကွာကိုယ်တငယ်ချင်းတယောက်လုံးဘက်ကမပါနိုင်ဘူးနော်မင်းကိုလည်းစိတ်တူလာဟုတ်တာအဲ့ဒါကိုအသာထားမနေ့ကသူတို့နဲ့တွေ့ခဲ့လေကွာပြီးတော့ तू ကငါတို့နှစ်ယောက်ကိုထားခဲ့ပြီးအိမ်ပြန်သွားတာပဲသူနင်းနဲ့ဖုန်းဆက်တာငါကြားတယ်ဆိုင်မှာရေးကြီးကိစ္စရှိလို့သွားရမယ်လေသူကဆိုင်သွားပြီးပြန်လာလဲဖြစ်မှာပေါ့မေးသေးချာမေးသေးတယ်လေကွာပြီးတော့ငါပြောစရာရှိတယ်ဆိုပါဦးငါနင်းနဲ့ချစ်သူတွေဖြစ်သွားကြပြီဟာမင်းဟာမဟုတ်တော့ငါတို့တောင်မှယူပြီးတော့အခုထိဖွင့်မပြောရဘူးမင်းကငါ့ထက်ဦးသွားပြီလားမင်းလည်းဖွင့်ပြောသိပြီလို့မထင်ဘူးလားမင်းကလိုက်တဝင်တုံနေပြီးတော့ကိုညီစမ်းပါကွာငါမရတော့မြန်ဖွင့်ပြောမှရတော့မှာကိုညီရမှာပေါ့ကွာဒီနေ့တော့ခွန်တယောက်အိမ်ကိုစောစောပြန်နေသူဒီနေ့သူမကိုဖွင့်ပြောရမှာရတော့မယ်သူမစီကအဖေကဘလို့ပဲဖြစ်ဖြစ်သူလက်ခံမယ်သူဒီနေ့အိမ်ကိုအစောကြီးပြန်ရောက်နေပြီတိတ်မကြခင်မူးပြန်လာတယ်မင်းပြန်လာပြီလားဟိုအပြင်သွားစရာရှိရခဏလိုက်ခဲ့ပါလားပင်ပန်းနေပြီလိုက်ခဲ့ပါကွာငါချင်းထိုက်ပြီးတာကြီးဖြစ်နေပြီမင်းမလိုက်လို့မရတော့ဘူးခဏဆောက်ရေမိုးချိုးအဝတ်စားလဲလိုက်အောင်မယ်ဖြည်းဖြည်းလုပ်ရတယ်မလုံးကောင်းခန့်အစင်သေးလောက်ထားတော့ခဏနေလာခဲ့မယ်ပြီးပြီသွားရအောင်မူကအဖြူအောင် body fit လေးကိုလာပါစာဝတ်ထားတယ်စားတောင်းဆိုင်တက်ဆိုင်ကိုသွားပြီးတော့စိုက်ပုံစံကြည့်ရဘယ်သူမှလည်းမရှိစားတောင်းဆိုင်ဖြစ်ပြီးတော့ဘာလို့အဲ့လောက်တောင်တိတ်ဆိတ်နေရဆိုင်ရဘလို့ကြီးလဲဘယ်သူနဲ့ချိန်ထားလဲလူလည်းရှိမဲ့ပုံမပေါ်ဘူးနော်မကြခင်သိရမှာပါဆိုင်ထဲဝင်လာတော့မီးတွေနဲ့အလားပါဆုံးပြင်ပြီးဆိုင်ရဲလယ်မှာဝိုင်းတစ်ဝိုင်းသာရှိပါတယ်သူမှလည်းသူခေါ်အောင်လိုက်လာပြီးတော့သူဟာသူ့မှာထိုင်ကုန်ထုတ်ပေးပါတယ်ဒါနဲ့ဘယ်သူနဲ့ချိန်ထားလဲဘယ်သူမှလည်းမရှိပဲနဲ့ကိုမင်းကိုဖွင့်ပြောမလို့လေရှင်နဲ့ကျမယူတော်ယူထားကြပြီလေဘာဟုတ်ဖွင့်ပြောမလို့လဲဒါမဲ့ချစ်တဲ့ကြောင့်နေဖွင့်ပြောဖို့လိုသေးရဲ့လေရှင်ဘာပြောချင်တာလဲကိုတောင်းပန်ပါရဲ့ကွာတကယ်တော့မနေ့ကကိုအရန်စိတ်တွေလောသွားလို့ပြောလိုက်မိတာတကယ်ကတဝင်းတူလို့လေတဝင်းတူရအောင်ကျမဘဲကောင်လေးနဲ့သွားနေလို့လေရှင်ဟောဖြစ်နေဟုတ်ပါတယ်ကိုမှားပါတယ်ကိုချစ်ပေးလို့ရလားမဟုတ်ဘူးကိုမင်းကိုချစ်တာတိတ်ကိုချစ်တာမင်းနဲ့ဆက်ဆက်တွေ့ရပဲ
ကိုဘယ်တော့မှမခံစားခဲ့ရဘူးတဲ့ခံစားချက်တွေနဲ့ခံစားပြီးချစ်ခဲ့တာမူရောလက်ခံလာရင်ရှင်အဲ့လောက်မအဆမ်းပါနဲ့ခွန်မြတ်တာကျမဘွားကလေဘယ်ယောက်ျားလေးနဲ့မှဆက်ဆံခဲ့ဘူးတာမဟုတ်ဘူးရှင်နဲ့ကြမှာရှင်ဖြစ်နေလို့ကျမဒစိမ့်တယောက်ကိုတစ်ခါမှမတွေ့ဘူးပဲလက်ထက်ဆရာလားဒါမဲ့ရှင်ဖြစ်နေလို့ကျမလက်ခံခဲ့တာဒါတွေကိုရှင်တလျှောက်လုံးနားမလည်ခဲ့ရပဲကိုမှားတာကိုတကယ်မှားတယ်အခုစပြီးချစ်ကြည့်လို့ရရပဲကျမစကားကိုနှခမ်းပြောတတ်ဘူးဒီလောက်ဆိုရှင်နားလေတော့ကိုနားလေလိုက်ပါပြီဒါဆိုကိုတွေတကယ်ချစ်ကြည့်လို့ရပြီပေါ့မိုးကပြုံးပြုံးလေးနဲ့ကောင်းကြီးပြတယ်ထိုချိန်ကျမှဟဲနင်တို့เนี่ยဘယ်ကနေဘလို့ပေါ်လာမှမသိရဲ့နင်းနဲ့ကောင်းခက်ဟုတ်တယ်အဲ့လိုဖြစ်သွားတယ်နင်ကအရန်ရှို့တာပဲဟာသူတို့ကမူးကြောက်ချစ်သူဖြစ်တာလေသူတို့ကမူးကိုကျေးဇူးတော်တင်တင်တာသူတို့ထားခဲ့နေရသူတို့ဖြစ်သွားကြတဲ့အဲ့ဒါကြောင့်ကိုလည်းအားကြမခံစီစဉ်လိုက်တော့တာတော်မှရှိရလားကျမပေါင်းလိန်ထားတယ်မဟုတ်ပါဘူးဗျာဒီကကိုကပြောပြမလို့ပါမနက်မိုးလေးတော့မူကခုံးရင်ခွင်နဲ့ရောက်နေရဲ့ထရတဲ့သူနဲ့တူတူရှိရဲ့ခံစားချက်ကတကယ်ပြောစရာအတိမူသူ့ကိုစိုက်ကြည့်ပြီးနားရဲချိုချိုလေးကိုလက်သွဲ့သွဲလေးနဲ့ထိလိုက်တယ်ပြီးတော့သပင်လေးတွေကိုတက်ပြီးရဲ့နှကန်းလေးကိုလည်းဖွားဖွားလေးထိရဲ့ကိုကိုကြည့်လို့ထိလို့ဝါပြီလားရှင်နိုးနေပြီလားဘယ်တဲ့ကနိုးနေကိုစထိနေရပဲနိုးရင်လည်းထရအောင်နော်မထပါနဲ့哦မိမရဲ့မနေ့ကညပင်ပန်းထားတာတော်စမ်းမှာအဲ့ဒါရှင့်ကြောက်လေအဲ့လိုလေးနေတိုင်းချစ်ရင်ကောင်းမယ်ကွာချစ်နိုင်မအောင်ရှင်ကျမအသေးသက်ချင်နေရလားကိုကချစ်လို့စတာပါကွာတော်ပြီလှုပ်ပြီးအောင်မနဲ့စာသွားလို့အောင်မယ်ခဏလေးထက်နေလို့မရအောင်လားကွာတော်ပြီသွားတော့မယ်ဒီနေ့ဟာခွန်းရဲ့မွေးနေ့အလုပ်ဖွင့်ရဲဆိုတော့အလုပ်ပဲသွားဖို့ပြင်လိုက်တယ်ပုံမှန်လဲမွေးနေ့ကိုထူးထူးခြားခြားကျင်းပမရှိတော့ခွန်းအလုပ်သွားတော့မှာလားကိုညက်နေလားကြိုးရမလားတော်ပါခွန်းရဲ့ကားယူသွားမှာကိုကကိုပြန်လာမယ်နော်လာပါအောင်တူခွန်ဟာဂရီမမထိုင်ပြီးမူခါကပြီးသူမကိုသူ့ပေါင်ပေါ်ထိုင်စီဘာလို့အဲ့လောက်ချစ်စရာကောင်းရလဲကွာဒါကတော့ငကိုရဲအောင်အလှလေးမို့လို့ပေါ့ခွန်ရဲ့ကို့အသေးလေးကအရန်ချစ်ဖို့ကောင်းတော့စိတ်တောင်မချချင်တော့ဆိုင်လို့လားဆိုင်တာပေါ့ကို့မိမလို့သူများရဲ့လာကြည့်ရဘလို့လုပ်မလဲမိုးဟာဒီကခွန်ခေါင်းထဲရှိရပါနော်တက်သေးပြလေအလုံးနဲ့တက်သေးပြရမှာပေါ့ဘလို့ပြရမှာလဲကွယ်ဒီလိုခေါ်သူမနှက်ခမ်းလို့ညင်သာစွာနန်းရှိုက်တဲ့သူမဘက်ကလည်းတုတ်ပြန်တယ်အချိန်တန်ကြာမှသူမအသက်ရှူကျက်လောက်တော့မယ်ထင်တော့လွတ်ပေးပါတယ်ဒီနှက်ခမ်းလို့နန်းလို့မဝဘူးကွာနေ့တိုင်းနန်းနေပြီးတော့အချိန်တိုင်းမြဲတဲ့နန်းနေချင်တာတော့ပါတော့နောက်ကျနေမယ်အလုပ်သွားတော့အောက်မှာမက်ခေမနဲ့စာပြင်းထားလောက်ပြီသွားစားရအောင်နော်ခွန်မင်းမွေးနေငါတို့လိုက်အဲ့မခံတော့လားအစီအစဉ်ရှိပါရဲ့ကွာညနေသွားရအောင်ဒါနဲ့ငါမိမပါခေါ်လာမှာမင်းရောမင်းစားခေါ်လာခဲ့လေဟာတကယ်ကြီးလားမင်းရလဲနော်ဘယ်သွားမိမပါမအောင်ပဲဒါကတော့ချစ်တာ哦ကွာဘလို့လဲမိမယူတာကောင်းရဲ့လားသိကြလားသိကြယူကြည့်လိုက်ပေါ့မကြခင်ယူတော့မှာငါအတီးလားဟုတ်တယ်ငါသူ့ကိုလက်ထက်ခွင့်တောင်းဖို့ပြင်းနေတာမြင်လို့ခန့်ရအချစ်ရတဲ့သူနဲ့တူတူရှိနေတဲ့ခန်းစားချက်ဘာနဲ့မှမတူဒါနဲ့ပဲအစားတော့မိဘပေးစားလို့ယူရပါဆိုတကယ်ကောင်ဘယ်ရောက်သွားလဲပြောဒီမှာလေငါပဲမူညနေအလုပ်ပြန်ရင်အစင်သေးလောက်တာနော်ကိုတို့အပြင်သွားစားကြမယ်โอเคစောင့်နေမယ် Happy birthday ပါခွန်ရငါကောင်တော်20ခွန်ပြည့်ပြီမကြခင်ထိတ်စီးပြောင်းတော့မယ်အိုးတော့မှာပေါ့ကိုရဲ့ဘာလို့သွားစနေသူများမင်းရလဲမင်းလည်းမကြခင်ပြည့်တော့မယ်ဟာဒါပေမဲ့မင်းကငါထက်စောတယ်လေကွာသူတို့အိမ်ပြန်ရောက်တော့ခွန်အိတ်တော့မလို့လားအိတ်အောင်လေကွာလာကိုမိမနဲ့မှမဟုတ်ရင်မအိတ်တက်တော့ခဏတော့ပြန်လာခဲ့မယ်ခွန်မျက်စိမိတ်ထားမျက်စိမိတ်လို့ဖွင့်လို့ရပြီမူကခွန်တယ်သူကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့စိန်လက်စုပ်လေးပေးရဲ့ဒါကလေမူကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ contract limited edition လေးကိုအရန်ကြိုက်တယ်မူပေးသမျှအကုန်တန်မိုးထားတယ်ကိုတို့ဒီညလည်းချစ်ရအောင်နော်ခလေးတောက်လို့ကတ်ချွဲနေတဲ့သူကြောင့်မူလဲကောင်းကြီးလိုက်တယ်ခွန်မီးအရင်သွားပိတ်လိုက်အောင်မမီအိမ်ကိုမြင်ပြန်လာခဲ့အောင်ဒီမှာမူတောက်ရှောက်အန်နေရဘာဖြစ်တာလဲမသိဘူးဘာမှလည်းမဆောက်အန်တီကိုခေါ်ပြီးမြင်ပြန်လာခဲ့နော်မူကိုတို့စေးကန်းသွားရအောင်ကွာခေါင်းမမာနဲ့နော်မသွားဘူးရတယ်ဒီတိုင်းအစာမကြေရနေမှာမမလေးရဲ့သွားလိုက်ပါလားဒီလိုခံနေရမမလေးတွေမကောင်းတော့ဟုတ်တယ်မူသွားရအောင်လေနော်မသွားချင်ပါဘူးဆိုနေမှမမီတို့ပဲခေါ်ပေးဟုတ်ပါပြီမသွားချင်လဲကိုတင်းမပြောတော့စိတ်တော့မကောက်ပါနဲ့ကွာမမေတို့လည်းကိုခေါ်ထားပါတယ်နော်မခင်တန်မြားတစ်ခွက်လောက်အမြန်လေးယူလာပေးပါဗျာဟုတ်ကိုလေမူလာအိပ်ရပါလားလေအိပ်လိုက်အောင်နော်ခဏနာမကြခင်မမေတို့ရောက်လာတော့မှာပါအကိုလေးရပြီရော့မှုဖြည်းဖြည်းတော့ဘာစားကျင်လဲမူကိုသွားဝယ်ပေးမယ်တော်ပြီဘာမှလည်းမစားချင်ဘူးစားလည်းမစားနိုင်
အဲ့ဆိုမက်ခင်စံပြုံလေးလှုပ်ထားပေးလीနော်စားကျင်တဲ့ချိန်စားလို့ရအောင်ထမင်းတက်တော့စားဝယ်မယ်ထင်တယ်လှုပ်ပေးပါအောင်မက်ခင်ရဲ့ကျွန်တော်လည်းဘာလုပ်ရမှန်းတော့မသိတော့အကိုလေးကအရန်စိတ်ပူလွန်နေရလေမမလေးကဒီတိုင်းရှင်ပြရလဲဖြစ်နိုင်ပါတယ်တိတ်မကြဘူးမေမေတို့ရောက်လာတော့သမီးလေးအန်တီမမီမထတဲ့သမီးခေါင်းမူးနေမယ်အစင်ပြေရဲ့လားဘာစားပြီးပြီလဲဆေးကဲမသွားချင်ဘူးဆိုလို့အန်တီဆရာဝန်ခေါ်ထားတယ်ခဏနေရောက်လာလိမ့်မယ်ဟုတ်ဒါနဲ့သမီးရသည်မှန်လားသမီးမလာတာကြပြီဟင်မြက်ရီငါတို့မြည်စီရတော့မှလာတော့မသိဘူးတော့မေမေတကယ်ကြီးလားဖြစ်နိုင်တယ်တားရီခဏနေဆရာဝန်လာမှတေချာသိရမှာတကယ်သာဆိုရင်တော့ပျော်ရပြီမြက်ရီ Congratulation ပါရှင့်ကိုဝင်က9ပတ်ရှိပါပြီဟာတကယ်လားဒေါက်တာဟုတ်ပါတယ်ရှင့်အခုလိုဖြစ်တာလည်းမစိုးရိမ်ပါနဲ့နော်ဒါကပုံမှန်ဖြစ်နေကြပါပဲပြီးတော့ရှေ့ချောက်မကြာခဏဖြစ်တော့မှာကျေးဇူးပါသမီးလေးရေလာကြည့်ပေးလို့ရပါတယ်အန်တီရဲ့စောင်းအချိန်မြေးတာခေါ်လိုက်မမနဲ့အကိုတို့လည်းဝမ်းသာရယ်နော်မမီတို့ကဆရာဝန်ခေါ်ထားတယ်ဆိုလို့ဘသူများလဲလို့စောင်းလေးရေမမတို့မင်္ဂလာပွဲကိုမလာပြည့်လို့စိတ်မကောင်းဖြစ်နေတာအဲ့ချိန်တော့ကလည်းလေယူကေကမပြင်းရသေးလို့ပြောင်းတော့လဲတခါရဲဆေးရုံမှာဆင်းနေရတဲ့တေချာကိုလာမနှုတ်ဆက်ဖြစ်ဘူးရပါတယ်စောင်းရဲ့နောက်မကြာခဏလာပေါ့လာမှာပေါ့မမခွင်အောင်လာမှာခုတော့ဘေဘီလေးရပြီဆိုတော့စောင်းတွက်လဲချစ်စရာတယောက်တိုးတာပေါ့သမီးလေးရောရီးစားထားပြီလားထားသေးပါဦးအန်တီရဲ့ခုတောင်လူနာနဲ့အလုပ်ကိုရှုပ်လို့ဟုတ်ပါပြီမမစောင်းလေးကိုမြင်မြင်လေးဘဲရစီခြင်းပြီဟာမမတော့တကယ်ဘာတွေပြောမှမသိဟိုစောင်းသွားတော့မယ်အန်တီအပြန်အိမ်လဲဝင်ခြင်းလို့ဖြည်းဖြည်းသွားတော့သမီးလေးအန်တီနောက်မှလာလဲမယ်ဟုတ်ကဲ့ပါအန်တီမမဆောင်သွားပြီနော်ဟုတ်ပြီညီမလေးဝမ်းတော်လိုက်တာမှုရဲ့ဒီနေ့မွေးနေ့ကကိုတော်အထိပ်ပဲအများကြီးရှိမူပေးရဲ့ဘိုးတန်လက်ဆောင်ရောအခုဘေဘီလေးရောမူလဲပျော်တာပေါ့မူဘေဘီလေးကိုစိတ်ကူးရင်လိုက်တာနဲ့အရန်ပျော်နေပြီကိုကအများကြီးကူးဆိုင်ပေးမယ်နော်ရှုံလိုက်မယ်မမလေးရဲ့မလောက်ပါနဲ့မခင်လောက်ပါမယ်အကိုလေးမြင်စုနေပါအောင်မယ်သူ့ကိုမကြောက်ပါနဲ့ तू ကမှုတခွန်းဆိုရတယ်မလုံးပါနဲ့မမလေးကမခင်ကြောက်လို့ပါဟာမှုဘာကြီးလုံနေရလဲမခင်ကိုလောက်ခိုင်းဖို့ပြောထားလေကွာမခင်ကလည်းဘာလို့မတားတာမခင်တားနေရပါကိုလေးရဲ့မခင်ကိုပြောမနေနဲ့မှုဘာသာလှုပ်ချင်လို့လှုပ်နေအောင်ဘိုက်ကလည်းခုမှ9လပဲရှိသေးတာလှုပ်နိုင်ပါသေးရဲ့တော်ပြီကွာလာဟာခေါ်မြက်တာပြောရင်းဆိုရင်မူလက်ကိုဆွဲပြီးအေကန်နဲ့ခေါ်သွားတယ်ခဏထိုင်အောင်ဒီလိုလုပ်နေကိုဘယ်လိုစိတ်ချရမလဲအလုံးမသွားဘူးဆိုတော့လေအလုပ်ပဲအတင်းလှုပ်နေဟုတ်တယ်လေဖေဘီလေးရလာကြပတ်စံကုန်ပါပတ်စံများများရှာရမှာပေါ့လို့ကို့မှာရှိရဲ့ပတ်စံမင်းတို့သားမီးတက်3000မကုန်ပါဘူးကွာပြောရမလားများများရှိရောကောင်းတာပေါ့ရှင်ရလည်းမဟုတ်ဘူးလားမရှင်နဲ့ဟဲ့ရှင်တို့နှစ်ယောက်စကားတန်တွေကအိမ်ဝါတီကိုကြားနေတာဘာဖြစ်ပြန်တာဒီမှာလေနေတငယ်ကြီးကမိဖို့ကြောင်ဝင်းနေတာမဝင်းနဲ့ပြောလည်းမရအောင်နည်းနည်းကူပြောမှုရယ်မလုပ်ပါနဲ့တော့9လ6လဆိုတာဂရုစိုက်ရမယ့်အချိန်အင်းမှာနှင်းပြောလို့မလုပ်တော့ဘူးနော်ဟောသူ့တငယ်ချင်းပြောရင်တခုံးဆိုတခုံးနော်မပြောချင်ခွန်အလုပ်သွားမယ်ဆိုသွားနော်မှုကိုမပူနဲ့မှုဘာမှမလုပ်ဘူးနော်ထိုင်မဲထိုင်နေမယ်လေနော်သွားတော့နော်ဘာလို့အဲ့လောက်နေထုတ်နေရလဲကွာစိတ်ချမယ်နော်ဖုန်းဆက်မယ်မဟုတ်တာရှောက်မလုပ်နဲ့ကြားလားဟုတ်ကဲ့ဖေးလာပြောင်းနေသေးရဲ့ကိုသွားပြီနော်နေစိတ်ချမယ်နော်ဂရုစိုက်ပြီးရောခုံးမြက်တာရဲ့သွားပါစိတ်ချစမ်းပါဘလို့လဲမင်းရလေခလေးကိုထိတ်နေရတာအစင်မပြေရဲ့လားမိုးကအခုတလောအရန်တွေရစ်တက်လာရဲ့ကွာကိုဝင်ကြောက်နေမှာပြီးတော့ငေါ့လည်းအရန်ကတ်ပဲမင်းအဲ့လိုကတ်တာကိုကြိုက်တယ်မလားဒါပေါ့ကွာတော်သေးရဲ့ငါမှုကိုစိတ်မချဖြစ်နေစက်ရောက်လာလို့သူအဖော်ရသွားတယ်နင်းလည်းပြောပါတယ်သူသွားမလို့လေမင်းတို့ဘယ်တော့ယူမှာလဲအကြခင်ပေါ့သူကပွဲမလုပ်ချင်ဘူးလေအဲ့ဒါကြောင့်ဘုန်းကြီးเจ้าမှာပဲစွန့်ကက်လက်မှတ်ထိုးတော့မလို့ကောင်းပါတယ်ကွာတကယ်တမ်းကျအဲ့လောက်ထိမလို့ပါဘူးဟုတ်တယ်သူကအဲ့လိုမလုပ်ချင်ဘူးတဲ့အေးစစ်စစ်လူနဲ့နဲ့ပဲလုံမှာတဲ့သမီးလေးလာရင်နေပြီဂူးဆိုင်တော့ကြားလားဟုတ်မာမီနေ့လေကြာအန်တီနဲ့မာမီပါရောက်လာတယ်နင်းရောဘယ်တော့လဲသမီးဟေးမကြခင်မောအန်တီရဲ့သမီးကပွဲကြီးမလုပ်တော့ဒီတိုင်းလက်မှတ်ထိုးစွန့်ကက်လောက်ပဲလုပ်တော့မလို့လေရိုးရိုးလဲကောင်းပါတယ်အဓိကချစ်နေဖို့ပဲဟာဟုတ်တယ်အန်တီသမီးလည်းအဲ့အားကြောင့်သမီးတော့အတိလည်းအများကြီးမရှိတော့ပွဲသေးသေးလေးပဲလှုပ်တော့မလို့လေအန်တီတို့နေလေစာသွားစနော်အောက်မှာအစင်သစ်မယ်မစားတော့ဘူးသမီးရဲ့သွားကြလေးရှိသေးလို့နေ့အောင်လုံးပြန်ကြတော့မလို့လားပြန်တော့မယ်သမီးလေးရဲ့သွားကြလေးရှိလို့ဟုတ်အဲ့ဆိုလေဖြည်းဖြည်းပြန်တော့အန်တီရောမမီရောအင်းမှာသမီးဂယူးဆိုင်အန်တီတို့နောက်နေ့ထက်လာအောင်မယ်ဟုတ်ခွန်လို့ဘာလို့လဲမှုရဲ့ဘိုင်းနာလာလို့ရက်ကတစ်ပတ်လောက်လို့တည်းလာကိုတို့ဆေးရုံသွားမယ်မေမေအခုအမြန်လာခဲ့တော့နော်ဆေးရုံမှုဘိုင်းနာလို့ဆေးရုံရောက်ပြီတိတ်မကြပါဘူးမေမေတို့ရောက်ပြီဒါအခြေအနေဘယ်လိုလဲ
ခွဲကဲနဲ့ဝင်သွားကြပြီးအခုတိဘသူမှထွက်မလာသေးဘူးမေလူနာရှင်ဘသူလည်းမသိဘူးကျွန်တော်ပါကျွန်တော်သမီးလေးမွေးပါတယ်ခလေးရောမေရောကျမ်းပါရဲ့နော်မူတော်ကခလေးကိုမွေးမကြည့်မယ်ဆိုပြီးတော့အန်ထရာဆောင်မရိုက်ထားကြအရန်ကိုရင်ခုံဖို့ကောင်းတယ်ခွန်ကတော့အမြဲတမ်းပြောတယ်သမီးလေးလိုချင်တယ်လို့ဒါပေမဲ့သားလေးရလာလဲအဆင်ပြေလို့အမြဲတမ်းပြောတတ်ပါတယ်အခုချိန်မှာမှုကိုသူအရန်ကျေးဇူးတင်တယ်သူလိုချင်တာမှတမအကုန်လိုက်ရောပေးခဲ့လို့ရောသူလိုချင်တဲ့သမီးလေးမွေးပေးခဲ့လို့ရောအမလီမြေးလေးကတားငယ်ငယ်တော့နဲ့တပုံစံနဲ့ပဲကိုရဲ့နာရန်လေးနှက်ခမ်းလေးတွေကမှုနဲ့အရန်တူတာအမလီချစ်မွာလေးတော့ဖေဖေမေမေတို့ကအန်တီတို့ကသူတို့မိမလေးကိုအမုန်းတင်နေကြတယ်မူကတော့စိတ်ချိန်ကြအခုချိန်ထိတတိမရသေးပါဘူးခဏကြာတော့ကောင်းခန့်တဲ့နေစဲရောက်လာတယ်တာကြီးမင်းသမီးလေးကမင်းနဲ့တပုံစံနဲ့ကွာငါကောင်ကြီးတော့ခလေးပဲဖြစ်ပြီငါလည်းမြင်မြင်အဲ့လိုဖြစ်အောင်လုပ်ရမယ်ဒါကောင်းခန့်ရေမြင်မြင်သာလှုပ်လိုက်တော့အန်တီတို့စီမှာမြီးလေးအများကြီးရှိလေကောင်းလေပဲမိမရဲ့တော့မဆပါနဲ့မျက်နှာပူစရာကြီးနင်းတော့ခလေးပဲတော့ယူမှာလေတိတ်မကြခင်ယူတော့ဖို့ဆုံးဖြတ်ထားပါတယ်အန်တီရဲ့ကောင်းတယ်နောက်ဆိုခလေးသေးသေးလေးတွေအများကြီးနဲ့အရန်ပျော်ဖို့ကောင်းနေတော့မှာပဲမူကိုနဲ့တူတဲ့ခလေးလေးမွေးပြီးလို့အရန်ကျေးဇူးတင်တယ်နော်မှုနဲ့လည်းတူပါရဲ့နော်ဟုတ်ပါပြီကိုမိမရဲ့ကိုကစတာပါခုံးလည်းကျေးဇူးတင်တယ်နော်မူးပါလို့အမြဲတမ်းအနာရှိပြီးလို့လေနောက်ဆိုမှုတို့သားမျိုးပို့ပြီးကျူးဆိုင်ပြီးတော့နော်အဲ့ဒါပြောစရာကိုမလို့ကိုတာဝန်ထားကိုတော်သမီးလေးနဲ့မူရှိရင်ဟိုရပြီကျန်တာဘာဖြစ်ဘာမှမလို့အပ်ဘူးမူးတွေ့ရောပါပဲခေါင်းနဲ့သမီးလေးတော့ရှိနေအရာရာပြည့်စုံပြီးနောက်လဲဒီလိုပဲမိသားစုတွေချစ်ချစ်ခင်ခင်နေသွားကြမယ်နော်ကိုဂရိပေးပါတယ်ပြောရင်းဆိုရင်သူ့မိမပါလေးကိုလှမ်းနှမ်းတယ်၃လကြာတော့ခေါင်းမနှက်ပြန်သမီးလေးရဲ့ရက်တရားပြီးအဲ့ဒါမူးတို့မနှက်ပိုင်းဖျားသွားပြီးကုသိုလ်တွေလုပ်ကြမယ်နော်ညနေကျရင်ကောင်းခန့်တို့နင်းတို့ကိုခေါ်ပြီးအပြင်မှာပွဲသွားလုပ်ကြမယ်နော်ကိုရာကုန်းစီစဉ်ထားပြီးပြီတကယ်ကြီးလားတကယ်ပေါ့မနှက်ပြန်ဖုန်းကြီးကြောင်းပြန်လာရင်မမေတို့စီလဲသွားမယ်ပြီးရင်ညနေကျရင်သမီးလေးကိုခေါ်ပြီးကောင်းခန့်တို့နဲ့ညစာစားမယ်ဟုတ်ပါပြီအဲ့ဒါဆိုချိန်ထားလိုက်တော့မယ်နော်ဒီနေ့ကသမီးလေးရဲ့ရက်တရားပြီဆိုတော့မူကသမီးနဲ့ကိုမြန်မာဝမ်းဆက်လေးဝစ်ပေးပြီးတော့စပင်လေးကိုလည်းနှစ်ဖက်စီးခွဲပြီးရဲ့ချစ်စရာကလေးလေးကဖြူဖြူလုံးလုံးနဲ့တကယ်အသေးရစရာခေါ်ပြီးပြီလားသွားရအောင်ပြီးပါပြီဗျာအစင်သစ်မယ်မက်ခင်သွားရအောင်ဟုတ်လာပြီကိုလေးလာမိမိလေးတီတီခင်စီမယ်မမူးမြတ်တာကမူမူရက်တရားပြီအလိုခလေးကိုချီထားလိုက်မယ်နော်မူလုံးစရာရှာသွားလုပ်လိုက်နော်အဲ့ဒါဆိုထားခဲ့မယ်နော်ဟိုဘက်ခဏသွားအဲခံအောင်မယ်ဖုန်ကြီးเจ้าမှာစွန့်ကက်ခဲ့ပြီးဧည့်သည်တွေကျွေးမွေးအဲခံပြီးတော့မေမေတို့အိမ်သွားခဲ့အမလီမြေးလေးရဲ့ဖွားစီလာချစ်စရာလေးကွယ်မူလေးကမူပေမန်းနေပြီလားကိုမိမလေးပြန်ကြတော့မလားပြန်ရအောင်နော်နေလေကအရန်ပင်ပန်းနေရမို့မူရောခွန်ရောအိမ်မော်ကြိုက်သမီးလေးတော့မခင်ထိန်ထားပြီလို့တော်သေးရဲ့တိတ်မကြခင်သမီးလေးလည်းအိတ်သွားတယ်ခွန်နိုးပြီလားနေလေပဲကြီးအိတ်ပျော်သွားတာကောင်းလိုက်တာကိုနဲ့တူတူအိတ်လို့လေဟုတ်တယ်ဖြစ်နိုင်တယ်ကိုမိမလည်းအရန်ကိုချစ်မွာလေးပဲတနေ့ကုန်ထိုင်ပြီးကြည်ပဲနေခြင်းတော့အဲ့ဒါတော့များသွားပြီနော်ကိုကချစ်လို့စားပါကိုမိမလေးကခလေးမေဖြစ်နေအောင်လှကျင်တိုင်းလှနေတော့ဒီလိုပြောရကြောင်ချစ်နေရတာမူလည်းခုံးမျက်နှာကိုနမ်းလိုက်တယ်အပြင်သွားဖို့ပြင်ရအောင်လေဟုတ်ကဲ့ဒီနေ့မင်းတို့နဲ့အောင်ငါပြောစရာရှိတယ်ဒါနေရအန်ထရာဆောင်းပုံလေးထုတ်ပြပြီဟဲနှင်းမှာကိုဝင်ရှိနေပြီလားဟုတ်တယ်မူရဲ့အဲ့လိုဖြစ်သွားတယ်အဲ့ဒါဆိုသမီးလေးနဲ့တစ်နှစ်လောက်ပဲကွာမှပျော်လိုက်တာ congratulation ကောင်းခက်ငါကောင်ကြီးလူဖြစ်လာပြီဟာငါလည်းမင်းလိုခံစားကြလို့ပေါ့ကွာမူလေးသမီးလေးနောက်ဆိုညီလေးညီမလေးရလာတော့မယ်သမီးရဲ့မိမိလေးကလည်းအတန်တွေတဲနဲ့လှုပ်ပါတယ်မူဆိုင်ကိုဘသူနဲ့လွဲထားလဲအစင်ရောပြေရလားအခုတော့ပြေပါတယ်ဟာအခုကဆိုင်ကိုမမီနဲ့လွဲထားတာသမီးလေးလေးလောက်ကြာမှဆိုင်ပြက်သွားတော့မလို့လေအဲ့ချိန်ကျရင်သမီးလေးကိုလည်းခေါ်သွားလို့အဆင်ပြေပြီလေနင်ကလည်းတထေးဖြစ်ပြီးအိမ်မှာအေးစေးနားလဲရတာငါပြင်းလို့ပါဟာငါလည်းပြောပါတယ်နေတငယ်ကြီးကိုငါရှာကျွေးပါမယ်အလုံးမလုံးပါနဲ့လို့သူကလည်းမရဘူးလေဒါပေမဲ့လည်းမူစိတ်ချမ်းသာတော့ကောင်းတာပေါ့မိမကိုစိတ်ချမ်းသာအောင်ထိုင်အကုန်စင်ပြေရလေခုံမင်းရကွာခလေးတယောက်တောင်ရနေအခုထိကိုမငြိမ်သေးဘူးဒါတော့ချစ်လို့ပေါ့ကွာမင်းလည်းအကုန်စင်ပြေခြင်းမိမကိုစိတ်ချမ်းသာအောင်ထားလေအမေနင့်ပြောလိုက်စမ်းပါကိုကနင့်ကိုစိတ်ချမ်းသာအောင်ထားလားမထားလားဆိုတာငါယောက်ျားငါ့ကိုစိတ်ချမ်းသာအောင်ထားပြီးသားနေပါမှမသိပဲပြောစမ်းပါနဲ့ခုံးမြက်တာရဲ့အေးပါဒီလိုကြလဲနှစ်ယောက်လုံးအတိုင်းဖောက်ညီးနေရောအဲ့စကားဝိုင်းလေးရာရီတန်တွေပြည့်လုံးနေခဲ့ခွန်တယောက်သမီးလေးကိုချီပြီးအိယာပေါ်ချပြီးရဲ့မူကိုတို့လည်းသွားအိယာအောင်လေဟုတ်မူရင်ခွင်ထဲကြစ်နေအောင်ထည့်ပြီးတော့မူးနဲ့ဆုံတွေးကြရတဲ့အတွက်
ကိုတကယ်ကန်ကောင်းခြင်းပါပဲမူရောပဲခွန်ချရာဘယ်တော့မှနောင်တမရအောင်သိလားကိုတွတ်တော်သမီးလေးနဲ့မူရှိနေအောင်ဘာမှမလိုအပ်တော့ကိုတို့တွေအကြာကြီးဒီလိုပဲချစ်သွားကြမယ်နော်ခွန်ဂရိပေးပါတယ်မူးနဲ့မီမီလေးကိုလည်းဂူးဆိုင်ပေးပါအောင်နော်ကိုတွတ်တော်မင်းတို့သားမင်းယောက်ကတကယ်ရောအဖိုးမဖြစ်နိုင်တဲ့ရတနာလေးတွေပါအချစ်တွေထပ်တူကြတဲ့အခါအရာရာပျော်ရွှင်ဖို့ကောင်းပါတယ်ချရတဲ့သူရဲ့မျက်နှာကိုကြည့်ပြီးနိုးထလာရမနဲ့ခင်းတွေချရတဲ့သူရဲ့လက်ကိုကင်ထားရတဲ့အခိုက်အတန့်တွေတကယ်ကိုပျော်စရာအတိပါခုံအတွက်သူမတို့သားမီးကိုတက်တက်လောင်ကျူးဆိုင်ဆောက်ရှောက်သွားမယ်မူအတွက်လည်းခုံအရင်အားထက်ပိုချစ်မယ်တရက်တရက်မရောတဲ့ချစ်ချင်းတွေနဲ့ဆက်ချစ်သွားပါမယ်ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့စာရေးသူ Rose Little ရေးသားထားတဲ့ Love You ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုထုံးလေးတင်ဆက်လုပ်ပြီးပါပြီဆက်လက်ပြီးတော့မှဇာတ်လမ်းကောင်းများစွာကိုထုံးလေးတင်ဆက်ပြီးတော့မှမို့စောင့်မျှော်အားပေးကြပါအောင်ရှင်